ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုဂျိုးစီးပွားအတ္တအတွက်မြန်မာပြည်ကိုချစ်တယ်လို့လိန်နေကြတဲ့လူတွေနေပူများပါတယ်အဲ့ဒီထက်မှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ဒီနေ့ပထမဆုံးကတော့ဒီအရှိအလဲပိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့မြန်မာအစိုးရကစိုးရိမ်ကြောင်းထုတ်ပြန်တဲ့ကိစ္စတွေနဲ့စမယ်ဘာပြောမြန်မာလည်းဒါဘာပြောမြန်မာလည်းတက်လာပြီပေါ့နော်စိုးရိမ်တက်လာပြီပေါ့ကုလသမဂ္ဂတို့ဘာလို့လိုမျိုးနည်းနည်းစိုးရိမ်တက်လာပြီပေါ့နော်စိုးရိမ်တက်လာပြီဘာလို့ဒီနေ့ည7 နာရီခွဲမှာထုတ်ပြန်လာတဲ့အစိုးရရဲ့ထုတ်ပြန်ချက်လေးမှာပြောတော့အရှိလေပိုင်းဒေသတွင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့တဲ့လက်တော်ဖြစ်ပေါ်နေတဲ့တိုက်ခိုက်မှုတွေအတွက်မြန်မာနိုင်ငံအနေနဲ့လွန်စွာစိုးရိမ်ပူပန်လျက်ရှိပါသည်တဲ့နော်ကမ္ဘာနိုင်ငံများအနေဖြင့်ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်မူကြီး9ချက်ကိုအခြေခံပြီးအပြုသဘောဆောင်သည့်နှွေးထွေးမှုဆွေးနွေးမှုတန်တမာရေးကြိုးပမ်းမှုတွေသာပြိပခါကိုဖြည့်ရှင်းနိုင်ပြီးယုံကြည်ပါသည်တဲ့အရှိလေပိုင်းပြိပခါနဲ့တိုက်ခိုက်မှုများတွင်ပါဝင်နေသည့်နိုင်ငံများအနေဖြင့်နိုင်ငံတိုင်းအချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်နယ်မြေတည်တံ့ခိုင်မြဲမှုကိုအပြန်အလှန်လေးစားလိုက်နိုင်ရန်လိုအပ်ပြီးပြိပခါနဲ့တိုက်ခိုက်မှုများကိုရှော့ချကာငြိမ်းချမ်းစွာညှိနှိုင်းဆွေးနွေးအဖြေရှာရန်တိုက်တွန်းပါသည်တဲ့နော်နိုင်ငံတိုင်းဝန်ကြီးဌာနနေပြည်တော်2026ခုနှစ်မတ်လ6ရက်ဒီနေ့ရက်စွဲနဲ့ဒါအစိုးရထုတ်ပြန်တယ်ဆိုတော့ကျွန်တော်တော့ဘာပြောတို့အစိုးရလည်းဘာပြောကုလသမဂ္ဂကိုလိုက်မိပြီမိအောင်လိုက်လာပြီနော်တို့လည်းစိုးရိမ်တတ်တယ်ဆိုတော့ပြပြီတို့လည်းစိုးရိမ်တတ်တယ်ဆိုတော့ပြပြီပေါ့နော်ဆိုတော့ဒီစိုးရိမ်ချက်ကြီးထွက်ပေါ်လာတာလည်းကောင်းပါတယ်ကောင်းတယ်ဘာကောင်းလဲမင်းပြီးခဲ့တဲ့ဘက် BBC လိုသတင်းဌာနတို့တယ် BBC လိုသတင်းဌာနတို့တယ်ဘယ်လိုတို့လဲဆိုတော့အခုထဲမှာမေးတယ်အော် BBC သတင်းဌာနဆိုရဲဗျာပြောရတော့ပြည်ရင်အစိုးရလာတာစားထားတဲ့မြန်မာသတင်းတောက်တွေက BBC မြန်မာသတင်းတောက်တွေကနော်ပြည်ရင်အစိုးရလာတာစား BBC မြန်မာသတင်းတောက်တွေကနေပြီးတော့ဒါပြောရတော့ပြည်ရင်အစိုးရလက်ဝေခံသတင်းတွေကိုရေးသားနေရတဲ့မြန်မာသတင်းတောက်တွေအနေနဲ့သူကဒီဘက်ကမြန်မာအစိုးရကိုလှမ်းပြီးတော့သတင်းမေးတာပေါ့နော်ပြည်ရင်အစိုးရလက်ဝေခံမြန်မာသတင်းတောက်တွေကမြန်မာအစိုးရကိုလှမ်းမေးတာပေါ့ခရိုထဲမှာမေးပါတယ်သတင်းမှန်ပြလိုက်ပြီးတော့မေးတယ်ဘာမေးလဲဆိုတော့ဒီအီရန်အရေးပေါ့ဗျာအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြန်မာဘက်ကသဘောထားမှတ်ချက်ပေးဖို့တခုရှိလားဘာလားညာလို့မေးတာပေါ့မေးတော့အဲ့ဟာ2ရက်လောက်ကြာလဲကြာအောင်ဘာကြီးလဲဆိုတော့ခစ်တဲ့တို့ဘာလို့ထကြီးတယ်အစိုးရချင်းမှာသဘောထားတောင်းတဲ့အချိန်မှာအစိုးရသဘောထားမှတ်ချက်မပေးပါဘူးဘာညာဆိုပြီးတော့ခစ်တဲ့တို့ဘာလို့ထကြီးတယ်ဆိုတော့ BBC နဲ့အဲ့ခစ်တဲ့ကသတင်းတော်တွေများအဆက်အသွယ်ရှိနေသလားတော့မသိဘူးပေါ့နော်ဒီ group ထဲမှာပြောတာကိုဘသူကများအဲ့ဒီခစ်တဲ့ကိုတွားပြီးသတင်းပေးလိုက်လို့ကျွန်တော်မသိဘူးဒီကျွန်တော်သတင်းမှန်ပြန်ကြားရေး group စာရှိတယ်အဲ့ group ထဲမှာလူရာချီရှိတယ်သတင်းတော်ရာချီရှိတယ်အဲ့ဒီထဲမှာသတင်းတော်ရာချီရှိတော့အဲ့ဒီထဲမှာ BBC ကမေးတဲ့မေးခွန်းကိုအစိုးရပြန်မဖြေလို့2ရက်လောက်ကြာတဲ့ခါမှာခစ်တဲ့ကထပြီးတော့အစိုးရနှုတ်ဆက်ပြီးတော့မဖြေဘူးမြန်မာအစိုးရမဖြေဘူးပေါ့ဗျာဘာညာဆိုပြီးတော့ခစ်တဲ့မှာရေးတာခင်ဗျားတို့တွေးလိုက်နေမယ်အဲ့တော့အဲ့ခစ်တဲ့ရေးတာရဲ့အစ BBC ကနေပြီးတော့ group ထဲမှာမေးတာနေပြီးတော့နောက်ဆက်တွဲစတာအဲ့တော့ BBC ဒီပြည်ရင်ဆိုရလက်ဝေခံပြည်ရင်ဆိုရလာသာစားမြန်မာသတင်းတောက်တွေကဆိုရင်ဖြစ်ဒီမေးခွန်းတွေမေးလိုက်တဲ့ခါကျတော့မြန်မာအစိုးရကလည်းဒါမတက်တာတော့ခါကျဖြေရတာပေါ့ဗျာဖြေရတော့ခုကလည်းအချင်းရလဲဒါသူဖြေဖို့တင့်ပြီလို့ယူဆလို့ထင်ပါတယ်သူအနေနဲ့ဒါသူ့ကိုတော့ highlight ဖြေတာမဟုတ်ဘူး BBC ကိုဖြေတာတော့မဟုတ်ဘူးဒါပေမဲ့ group ထဲမှာကျွန်တော်တို့ media တွေအားလုံးသိအောင်ထုတ်ပြန်ပေးလိုက်တာကတော့အရှိလေပိုင်းဒေသမှာတဲ့နောက်တစ်ခါဖတ်ပြမယ်နော်အရှိလေပိုင်းဒေသတွင်တဲ့လက်တလောဖြစ်ပေါ်လျက်ရှိသည့်တိုက်ခိုက်မှုများအတွက်မြန်မာနိုင်ငံအနေဖြင့်လွန်စွာစိုးရိမ်ပူပန်လျက်ရှိပါသည်တဲ့နော်ကမ္ဘာနိုင်ငံများအနေဖြင့်ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီး9ချက်ကိုအခြေခံပြီးအပြုသဘောဆောင်သည့်ဆွေးနွေးမှုတန်တမာရေးကြိုးပမ်းမှုသည်သာပြိပခါကိုဖြည့်ရှင်းနိုင်ပြီဟုယုံကြည်ပါသည်တဲ့အရှိလေပိုင်းပြိပခါနှင့်တိုက်ခိုက်မှုများတွင်ပါဝင်နေသည့်နိုင်ငံများအနေဖြင့်နိုင်ငံတိုင်း၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်နယ်မြေတည်တံ့ခိုင်မြဲမှုကိုအပြန်အလှန်လေးစားလိုက်နာရန်လိုအပ်ပြီးပြိပခါနှင့်တိုက်ခိုက်မှုများကိုရှော့ချကာငြိမ်းချမ်းစွာညှိနှိုင်းဆွေးနွေးအဖြေရှာရန်တိုက်တွန်းပါသည်တဲ့ကဲပြောချင်တာတော့အမေရိကန်တို့အီရန်တို့အစ္စရေးတို့ဟိုဘက်ကဘာညာနိုင်ငံတွေအကုန်လုံးမင်းတို့တွေလူတစ်ဖက်သားကိုအဲ့လိုမလုပ်နဲ့လုပ်ချင်တန်းစီဆိုတဲ့ဟာလိုမျိုးပေါ့နော်လူတစ်ဖက်သားကိုအဲ့လိုမလုပ်နဲ့မင်းတို့တွေငြိမ်းချမ်းစွာညှိနှိုင်းဖြေရှင်းမှုကြိုက်ထားအဲ့ငါ့ကိုကြိုက်ဆွဲငါတို့တွေဘယ်လိုနေကြည့်မင်းတို့လေးလာငါတို့လည်းဒီကိစ္စငါတို့အားဆိုးရင်လေဒါပဲကုလသမဂ္ဂထုံနှလုံးပူပြီးမှလည်းပြန်တွေ့တာကျွန်တော်တော့မြန်မာအစိုးရကိုအားကြတယ်ဘာပဲဒီလိုမျိုးပြောပြရမယ်မြန်မာအစိုးရနဲ့ဒီလိုပြန်ပြောပြီးတော့ဟုတ်တာမဟုတ်တာကမ္ဘာရေးမှာမြန်မာလည်းမှတ်ချက်လေးဝင်သွားတာပဲတခုပေါ့နော်အဲ့မှတ်ချက်ကလေးကတခြားမီဒီယာတွေဘယ်လိုဖော်ပြမလဲမသိဘူးနော်ဟိုပြည်ရင်အစိုးရလက်ဝေခံမီဒီယာတွေကတော့ဘယ်လိုဖော်ပြမလဲတော့မသိဘူးပေါ့နော်ပြည်ရင်အစိုးရလက်ဝေခံတွေကဘယ်လိုဖော်ပြမလဲမသိသလိုဒီနိုင်ငံခြားကြုံခံမီဒီယာတွေရှိတယ်နိုင်ငံခြားကြုံခံမီဒီယာတွေကလည်းဘယ်လိုဖော်ပြကြမလဲတော့ကျွန်တော်မသိဘူးအဲ့တော့ဖော်ပြကြပြီကျွန်တော်တော့မြန်မာအစိုးရလည်းစိုးရိမ်တတ်သွားပြီဆိုတော့ကျွန်တော်ကပြည်သူလူထုပြောပြချင်တာပါနော်ကိုယ်နိုင်ငံကိုယ်အစိုးရကလည်းကမ္ဘာအရေးမှာစိုးရိမ်တတ်သွားပြီဆိုတော့ကျွန်တော်ဖော်ပြချင်တာဒါလေးကကြုံကြိုက်လို့ထည့်ပြောတာပြီးတော့ကြုံကြိုက်လို့ထည့်ပြောရရင်မနေ့ကရုရှားစစ်တမော3စီးလာတဲ့အကြောင်းကိုမနေ့ကအစိုးရမနေ့ကထုတ်ပြန်တယ်ကျွန်တော်ကလည်းမနေ့ကပုံလည်းပြောရင်မနေ့ကအထိကနေကျမရေသိကောင်းလာသေးတယ်မဟုတ်အတန်လေးမကောင်းဘူးဒီလည်းမကောင်းသေးပါဘူးခင်ဗျပြောနေတဲ့ချောင်းဆိုရင်ဆိုမှာကျွန်တော်သိပြောဆိုနေအဲ့တော့ဟိုပါလဲအဲ့တော့မနေ့ကကျွန်တော်ကလည်းနည်းနည်းပြောတော့မမီလိုက်ဘူးပေါ့ဗျာအဲ့တော့ဒီနေ့နည်းနည်းထည့်ပြောရအောင်မနေ့ကထုတ်ပြန်တဲ့အထက်မှာပါတယ်
4 ရက်နေ့ကရောက်လာတဲ့ရုရှားစစ်သည်မော3စင်းအဲ့3စင်းကဒါ10ရက်နေ့ထိနေသွားမယ်10ရက်နေ့လာမယ်10ရက်နေ့ထိနေသွားမှာဆိုတော့အဲ့3စင်းမှာတစ်စင်းကစီသမောလေးစီသမောတစ်စီးပါလာနော်စီသမောတစ်စီးပါလာဆိုတော့ထူးခြားတာပဲပေါ့နော်ပြီးတော့ဒါလောက်ကဘာကြီးမှာရိုးရိုးဖြစ်နေတဲ့အချိန်ဟိုဘယ်နိုင်ငံကိုဘယ်ဒုံးကြီးတွေဝင်ကြသွားမလို့ဆိုတာမသိနေတဲ့အချိန်ဘယ်နိုင်ငံကိုဒုံးကြီးတွေကြမလို့ဆိုတာမသိနေတဲ့အချိန်မှာမြန်မာနိုင်ငံကိုရုရှားကစစ်သည်မော3စီးကလာပြီးလဲပတ်ပြီးတော့မြန်မာစိတ်ကမ်းမှာကတ်ပြီးတော့စောင့်နေတယ်ဆိုတဲ့ကိစ္စကဘာအကြောင်းပြချက်မှမရှိဘူးနဲ့ပလိတ်ပြဟိုအထိတ်မှတ်ရက်လည်းမရှိဘူးဘာမှမရှိဘူးဗျာအထိတ်မှတ်ရက်တွေပါလည်းမရှိဘာမရှိညာမရှိနဲ့ရုတ်တရက်ရုရှားသင်္ဘော3စီးဒီမှာရောက်နေတယ်ဆိုတာကဘာပြောမြန်မာနဲ့ရုရှားရဲ့ဒီအပြန်အလှန်ချိတ်ဆက်မှုအားကောင်းတာချစ်ကြည်ရင်းနှီးမှုခိုင်မာမှုပြီးတော့ဒီလိုလာရက်နေခြင်းအပြင်ရုရှားစစ်သင်္ဘောတွေမြန်မာပြည်မှာရှိနေပါလေနဲ့တိုက်ခိုက်ရင်တော့သေဖို့သာပြင်ထားပဲရုရှားအဲ့ကြရင်တော့သူ့စစ်သင်္ဘောတွေထိရကောင်းလားဆိုတွဲရင်တွဲမှာဘာလို့ဆိုပြီးခဲ့ချက်ကတိရိလင်္ကာပင်လယ်ပြင်ပိုင်တဲ့အနားမှာဟိုအီရန်သင်္ဘောကိုအမေရိကန်ထုထည့်တယ်ဟိုပစ်ထည့်တာအီရန်သင်္ဘောထိသွားတယ်လေအဲ့ဒါမျိုးဆိုရင်ဒါကျွန်တော်တို့နဲ့သိမွေးတော့တိရိလင်္ကာဆိုဥမာသိမွေးတော့ဘင်္ဂလားပင်လယ်အော်ထဲမှာသိမွေးတာမဟုတ်အိန္ဒိယရှီမာလာပြီးမီလန်လက်ချေမှာလာတယ်ထင်တယ်လာပြီးတော့ပြန်တဲ့အချိန်ပြန်တဲ့အီရန်သင်္ဘောကိုကင်ထည့်တယ်ထုထည့်လိုက်တာအမေရိကန်ထုထည့်လိုက်တာအဲ့မှာအီရန်သင်္ဘောထိသွားတယ်အဲ့တော့ဒါမျိုးဆိုရင်ကျွန်တော်တို့နိုင်ငံနဲ့သိဝေးလာတာမဟုတ်ဘူးပေါ့နော်ဘို့တော့ဒီလိုမျိုးပြီးရရပိုင်းဖြစ်သွားတဲ့ကိစ္စတွေနဲ့ဆက်ဆက်ပြီးတော့မြန်မာမရှိဘူးအဲ့စစ်သမောတွေရုရှားစစ်သမောတွေရောက်နေတဲ့ကိစ္စကဘာပြောကျွန်တော်တော့ဒါကနည်းနည်းစိတ်ဝင်စားဖို့ကောင်းတဲ့ issue ပေါ့နော်ကမ္ဘာရေးရမှာစိတ်ဝင်စားဖို့ကောင်းတဲ့ issue ကမ္ဘာရေးရမှာကမ္ဘာလုံးမှာရှိတဲ့ဩဇာကြီးတဲ့နိုင်ငံတွေကစောင့်ကြည့်တဲ့အခါမှာမြန်မာပြည်ကဒီသမောတွေရောက်နေတယ်ရုရှားသမောတွေရောက်နေတယ်အဲ့တော့ငါတို့သွားထိလို့မရဘူးထင်တယ်ဆိုတာမျိုးရုရှားကလာပြီးတော့များကျွန်တော်တို့ကာကွယ်ပေးသလားတော့ကျွန်တော်မသိဘူးပေါ့နော်မင်းတို့တွေဖြစ်ချင်တာဖြစ်ချင်တာဖြစ်ဒါပေမဲ့ငါတငယ်ချင်းနိုင်ငံလာထိလို့မရဘူးတော့ဆိုတာမျိုးများလာပြီးတော့ရုရှားသမောတွေနဲ့ခိုက်စိုက်ကပ်ပြီးပြသလားတော့ကျွန်တော်မသိဘူးအဲ့လိုဆိုရင်တော့ကျွန်တော်ရုရှားကိုကျေးဇူးတင်တယ်နော်သူပုံမှန်လာတာမင်းချက်ကားတာဆိုလည်းမတတ်နိုင်ဘူးပေါ့ဗျာနော်ကျွန်တော်လည်းမသိဘူးပေါ့အဲ့တော့ဆိုတော့ကျွန်တော်အဲ့လိုမျိုးတွေးကြည့်တယ်အဲ့လိုဆိုရင်တော့ကျွန်တော်ရုရှားကိုကျေးဇူးတင်တယ်အဲ့လိုမဟုတ်ဘူးဆိုရင်လည်းကျေးဇူးတင်ပါတယ်ဘာလို့ဆိုတော့ဒီကိုလာပြီးလဲတယ်ပါဆိုတော့ချစ်ချစ်ရင်းနှီးမှုကိုပြတာပေါ့နော်ဒါလေးကောင်းပါတယ်နော်ဒါလေးကဆက်ဆက်နေပြီးတော့စီးသမောပါလာတယ်ခါတိုင်းလာရင်စစ်သမောတွေပဲလာတာစီးသမောပါလေးမရှိဘူးဒီတစ်ခေါက်စီးသမောတစ်စီးထည့်ပါလာတယ်ဆိုတာလက်ဆောင်ပေးတာလားတော့မသိဘူးပေါ့နော်လက်ဆောင်ပေးရလားမသိမြန်မာစီနဲ့ပတ်သက်ပြီးအကြက်တွေးနိုင်တယ်သွားစီသမောတွေဒီစီတော့လက်ဆောင်ပေးလိုက်ပါကွာဆိုပြီးလူကြီးကမှာလို့များလာပေးတာလားတော့မသိဘူးတချို့ကတော့အဲ့စီသမောကရုရှားသမောတွေကိုစီလိုက်ဖြစ်တဲ့သမောလို့လည်းပြောတယ်မြည်တော့ပင်ဆိုစီကမူပေါ့ဗျာစီသမောတစ်စီးပါလာတာတော့ထူးကြတယ်အရင်တော့ရုရှားသမောတွေလာတာတခါမှစီသမောပါတယ်လို့မကြဘူးအခုပါလာတယ်ဆိုတာဒါကတော့နည်းနည်းတော့ထူးကြတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ဒီနေ့အဲ့ဒါကိုထည့်ပြောချင်တယ်ပေါ့နော်နောက်တစ်ခုက73စီကိစ္စနဲ့ပတ်သက်ပြီးတော့ပါလာပြီးတော့ဆက်ပြောတာပေါ့နော်73စီကိစ္စအဲ့ဒါပါလဲဆိုတော့ထိုင်းနိုင်ငံကဒီနေ့ဆိုရင်သတင်းစကားပါပါတယ်သူတို့မီဒီယာတွေကနေဒီနေ့မနေ့အစောကြီးမှာသတင်းတွေထွက်လာတယ်ဘာလဲဆိုတော့ထိုင်းနိုင်ငံမှာ73စီအလုံးလောက်ရှိတယ်65ရက်စာဖို့ရှိတယ်65ရက်စာဖို့ရှိတယ်နော်သူတို့အစောပိုင်းရက်က61ရက်လို့ပြောတယ်အခုတော့သူတို့တွက်ချက်လိုက်တဲ့အခါ61ရက်စာရှိတယ်ပေါ့ဗျာနော်61ရက်စာရှိတဲ့အတွက်ထိုင်းနိုင်ငံအနေနဲ့စီနဲ့ပတ်သက်ရင်စိတ်ပူကြမလို့ဘူး3လပေါ့ဗျာရက်ပေါင်း3လနောက်ထပ်3လကျော်လောက်မင်းတို့စစ်ဖြစ်လို့ရသေးတယ်ဖြစ်ဆန်းกว่าဆိုပြီးတော့ရွက်ပြောသလိုပဲမင်းတို့3လလောက်စစ်ဖြစ်ဆန်းกว่าဆိုထပ်ပြုံလို့ရသေးတယ်ဆိုပြီးတော့ရွက်ပြောသလိုပါပဲအဲ့တော့65ရက်စာရှိပါတယ်တဲ့ထိုင်းကရှိတယ်အဲ့တော့သူတို့အနေနဲ့ဘာလုပ်လဲဆိုတော့65ရက်စာရှိတယ်ထိုင်းနိုင်ငံတွေစိတ်ပူကြမလို့ဘူးပေါ့ဒါပေမဲ့သူတို့တခြားနိုင်ငံတွေကိုမရောင်းဘူးတခြားနိုင်ငံတွေကိုစီမရောင်းဒါပေမဲ့မရောင်းဆိုပေမဲ့မြန်မာနဲ့နောက်တစ်နိုင်ငံလာအိုလားမသိဘူးဗျအိန္ဒိယလာအိုနဲ့ထင်တယ်မြန်မာနဲ့လာအိုပေါ့ဟုတ်တယ်မြန်မာနဲ့လာအိုကိုတော့သူတို့စီရောင်းပြီးမယ်တဲ့နော်ရောင်းပြီးမယ်ဆိုတော့မြန်မာလာအိုထိုင်းရဲ့ချစ်ကြည်ရင်းနှီးမှုအရာထိုင်းနဲ့လာအိုထိုင်းမြန်မာချစ်ကြည်ရင်းနှီးမှုအရာပြောရရင်တော့စီရောင်းပြီးမယ်သူတို့မြန်မာကိုလည်းရောင်းပြီးမယ်လာအိုလည်းရောင်းပြီးမယ်သူတို့ရှိမှရှိရစီကိုသူရောင်းပြီးမယ်နောက်ထပ်ရောက်လာပြီစီတွေသူတို့လက်ခံအောင်မယ်အဲ့တော့ရတယ်ပေါ့ဗျာအဲ့လိုမျိုးထိုင်းဘက်ကအာမခံပြောသွားပြီဖြစ်တဲ့အတွက်ကဲခင်ဗျားတို့စီတန်းစီတိုးတဲ့လူတွေတိုးကြအောင်မလားစီတိုးစမ်းတိုးကြစမ်းအဲ့လိုပဲပြောကြတယ်တိုးကြစမ်းကျွန်တော်ဒီနေ့ရန်ကုန်ကမိတ်ဆွေတွေကပြောပါတယ်အင်္ဂလန်မိတ်ဆွေတွေကလည်းပြောပါတယ်ဟုတ်အင်္ဂလန်ပြောတာရန်ကုန်မိတ်ဆွေတွေကပြောပါတယ်နော်တချို့နေရာတွေမှာစီတန်းစီတိုးတာမတွေ့တော့ဘူးတဲ့မရှိတော့ဘူးဒီနေ့တချို့နေရာတွေမှာစီတန်းစီတိုးတာမတွေ့တော့ဘူးတဲ့မတွေ့ရတော့ဘူးတဲ့ပုံမှန်ပဲဒစီနစီအဲ့လောက်ပဲရှိတော့တယ်တဲ့ဘာဖြစ်သွားလဲတော့မသိဘူးတဲ့ဆိုတော့တချို့ကပြောတယ်ကြည့်ရတာတဲ့စုံရက်မရက်စပြီးမို့လို့မနှက်ပြန်စပြီးမို့လို့တချို့များလန့်ပြန်ပြီးကူးတွေကမထွက်တာလားမသိဘူးမျိုးစုံပြောကြတာပေါ့နော်မိတို့ရင်ပြောစီကမူရန်ကုန်မှာစီတိုးတာဒီတချို့နေရာတွေမှာကြိတ်တိုးနေတာမရှိတော့ဘူးတဲ့တချို့နေရာတွေမှာလူတွေထင်ထားသလိုမျိုးရှိသမျှတနင်္ဂနွေရန်ကုန်တစ်မျိုးပတ်ပြီးစီကြိတ်တိုးနေတာမျိုးတော့မဟုတ်ဘူးလို့တော့ပြောတယ်အဲ့တော့စီတိုးတဲ့လူတွေသိစိတ်ပူစရာမလိုတော့ဘူးဆိုတဲ့သဘောတော့အတွေ့ရတယ်တစ်ချိန်တည်းမှာပဲထိုင်းကိုယ်တိုင်ကလည်းဒီလိုအာမခံထားရဖြစ်တဲ့အတွက်ပွက်လည်းပြောရင်တော့ဒါမြန်မာအစိုးရဘက်ကတော့စီနဲ့ပတ်သက်အသက်ရှူချောင်သွားပြီပေါ့ဗျာသိပြီးစိတ်ပူကြဘူးတော့အဲ့တော့ဒါကြောင့်ကျွန်တော်ပြည်သူလူထုကိုပေးချင်တဲ့ message ကအစိုးရကိုဒီတစ်ခေါက်မှာခင်ဗျားတို့ယုံကြည်ကြည်နဲ့သူတို့ဖြည့်ရှင်းခွင့်ပေးလိုက်ပါသူတို့ဖြည့်ရှင်းပါလိမ့်မယ်အစိုးရကိုခင်ဗျားတို့ယုံကြည်မှုပေးရမယ်ယုံကြည်မှုပေးပြီးတော့အဲ့စီကိစ္စကိုအစိုးရဖြည့်ရှင်းတာကိုဖြည့်ရှင်းခွင့်ပေးလိုက်စမ်းပါအစိုးရခင်ဗျားတို့ဖြည့်ရှင်းပေးပါလိမ့်မယ်သူ့အလုပ်ကိုသူလုပ်လိမ့်မယ်
မလုပ်ရင်ခင်ဗျားတို့အပြစ်တင်အခုက तू စလုပ်နေပြီလုပ်နေဖြစ်တဲ့အပြစ်တင်ပုံမတင်သေးဘူးမစောတင်ပေါ့နော်ဆက်လုပ်ချင်ရှိတယ်သူလုပ်နေပါလိမ့်မယ်ပြောရတော့စီနဲ့ပတ်သက်စိုးရိမ်ကြမလို့လောက်သူတို့လုပ်ပါလိမ့်မယ်သူတို့လည်းကောင်းကောင်းသိပါတယ်သူတို့လည်းချင်းချင်းကောင်းကောင်းသိပါတယ်ပြီးတော့အစိုးရအာဏာလွှဲပြောင်းကာလလေးကတ်နေပြီဆိုဖြစ်တဲ့အတွက်သူတို့လည်းသူတို့မျက်နှာဦးမဲတုတ်တဲ့အလုပ်မျိုးတော့သူတို့လည်းမလုပ်ပါဘူးကိုယ့်ကိုယ်မျက်နှာဦးမဲပြန်တုတ်ကြပဲတော့မထင်ဘူးအဲ့တော့ပြည်သူလူထုအနေနဲ့စိတ်ပူကြမလို့ဘူးကျွန်တော်ဒါကိုပြောချင်တာတိုက်စီတိုးမယ်ဆိုလဲကြိတ်ချက်တိုးပေါ့ဗျာပြီးတော့မနေ့ကစုံမစပြီပေါ့နော်စုံမစပြီဆိုတော့ကာတီကာမစပြီပေါ့နော်ကာတီကာမဇလန်စပြီဆိုတော့မနေ့ကကြာတော့မနေ့က9ရက်လေးဆိုမပေါ့နော်မကားတွေမနေ့ကစထွက်ရမယ်မနေ့ကမကားတွေကားမာတွေစထွက်ရပါဘောနော်ကားမာတွေစထွက်ပြီးတော့ကားမာတွေစီဖြစ်မနေ့ကကားမာတွေစီဖြစ်ပြီးတပတ်ကကားစုံစီဖြစ်နော်အဲ့တော့စုံကားမာကာတီကားမာပေါ့ဗျာမနေ့ကကားထီတွေခဏအိမ်မာနေကြအောင်မနေ့ကကားထီတွေအိမ်မာနေကြကားမာတွေရင်ထွက်ကားမာတွေရင်ထွက်ပြီးတော့ကားမာတွေစီဖြစ်နော်တပတ်ကကျရင်ကားထီတွေစီဖြစ်နော်အဲ့လိုနဲ့အပြန်လန်ဖြည့်ကြပြီးသူတို့ပြန်ကိုယ်ပြန်ဖြည့်ကြပြီးတော့ပဲဒီလိုနဲ့ပဲသွားကြပေါ့နော်လို့တော့ကာတီကားမှာစီဖြစ်တဲ့ကိစ္စပါဟိုအစိုးရစပြင်ဆင်ပေးလိုက်တယ်ပေါ့နော်အဲ့တော့မရက်မှာစုံရက်မှာစုံပေါ့နော်အဲ့လိုဖြည့်ပေးလိုက်တော့ဘာပြောအဲ့ပုံစံနဲ့လုပ်လိုက်တော့သူကသူအစိုးရကတော့စနစ်တစ်ခုဖန်တီးလိုက်တာပေါ့ဟုတ်မဟုတ်တော့ကျွန်တော်လည်းဘယ်လိုဖြစ်လာမလို့မသိဘူးမနေ့စောင့်ကြည့်ရမှာပဲအဲ့တော့မနေ့ကရန်ကုန်မန္တလေးနေပြီးတော့အစားရှိတဲ့မြို့ကြီးတွေနဲ့အခြားဒေသအသီးသီးမှာရှိတဲ့မော်တော်ပီကယ်ရှိသောနော်ဥဘဲဥများရှိသောပေါ့နော်ဥဘဲဥများရှိသောနေရာမြို့တွေပေါ့နော်အဲ့မြို့မှာရှိတဲ့ကားသုံးရတဲ့သူတွေအနေနဲ့ကိုကားမှန်လားစုံလားကြည့်အောင်နော်သွားပြီဆိုလို့ရှိရင်ဥဘဲဥတွေကိုပြုံးပြပြီးသွားနော်ကျွန်တော်တို့အလုပ်သွားကြတာပါခင်ဗျာအလုပ်ကိစ္စလေးပါခင်ဗျာကျွန်တော်တို့ဘာဖြစ်ပါနဲ့ခင်ဗျာဆိုပြပြီးသွားဘာလို့ဥဘဲဥတွေကလည်းရှိုးနေမှာဒီကောင်ကမရကြီးမှာစုံကားတွေထွက်လာရင်တန်းစီပြီးတော့သွားလဲဟိုကတော့ဝါဆောင်နေပြိုင်းလို့ပဲဇွာနေသူတို့လည်းခွန်တဲ့အောင်ပါအဲ့တော့ရဲတွေအနေနဲ့လည်းဘဲဥတွေဘဲဥတို့အနေနဲ့လည်းနော်ဆွတ်ဆက်လည်းမလုပ်ကြနဲ့ဦးနော်ကိုပြည်သူကခင်ဗျားတို့နေထိုင်မုံသွားအောင်မကြည့်လို့ခင်ဗျားတို့ကငကိုတွေကပြည်သူချစ်အောင်လည်းမနေတတ်ကြဘူးခင်ဗျားတို့ကလည်းဒုက္ခခင်ဗျားတို့လည်းဒုက္ခတစ်မျိုးနော်အာနေပတ်စံတော့ရှော့ဆွတ်ဆက်မလိုက်နဲ့ပြည်သူချစ်အောင်လည်းနေကြအောင်နော်ပြည်သူလူထုကိုလည်းတက်ညာကြအောင်တချို့တော်တော်ဆိုးတဲ့ကားကြရင်လို့မလုတ်တဲ့ကားကြရင်လည်းမလုံနဲ့အဲ့ဒါတော့ခင်ဗျားတို့စဉ်းစားဒါတော့ခင်ဗျားတို့လုတ်တက်ခိုက်တတ်ပါတယ်ဘဲဥတွေကျွမ်းတယ်ငကိုတွေဘဲဥတွေကျွမ်းတယ်နော်အဲ့ဒါမနေ့ကျရင်ဘဲဥနဲ့ညှိညက်ပြီးသားကိုကိစ္စကိုကြုတ်ကြက်တာလိကြပြီတော့လို့ပြောချင်တယ်ဘာလို့ဆိုတော့မနေ့ကကာတီကားမှာဇလန်မနေ့ကစပြီဟောနော်ဒါမနေ့ကဖြစ်တာပြီးတော့တခါဒီမော့ဆိုဘက်မှာဖြစ်တဲ့ဖြစ်စဉ်ဆိုကျွန်တော်မှပြုံးစီဖြစ်ရတယ်မနေ့စောကြီးထပြီးတော့မနေ့ဒီနေ့မနေ့စောကြီးပဲပြောမှာမနေ့စောကြီးထပြီးတော့လူ2ယောက်လားမသိဘူးမှာတနတ်ကြိုက်ပြီးတော့စီတိုင်းပိုင်ရှင်ကိုစီသွားနှိုးတယ်ဟိုစီရောက်တဲ့တိုင်းကိုသွားပြီးစီတိုင်းတောင်းရှိသူသွားနှိုးတယ်နှိုးပြီးတော့စီရောက်ဖို့ပြောတော့ဟိုကမနေ့စောကြီးဆိုအိမ်မှုသွားထားလာပြီးတော့စီမရှိဘူးကွာမရောက်နိုင်ဘူးဆိုတော့ပိတ်ပြောလိုက်တော့ပြောရကောင်းလားဆိုတနတ်နဲ့ပြစ်ဖောက်သွားတယ်တော်သေးတယ်ပြစ်မတတ်သွားတာပြစ်ဖောက်သွားတယ်ဇလန်ဒီမော့ဆိုမှာဖြစ်သွားသေးတယ်ဆိုတော့ဟိုအဲ့တနက်ပြဖောက်တဲ့သူတွေကဘယ်သူတွေလဲဆိုတော့မသိဘူးဒီမော့ဆိုအနောက်ချမ်းဆိုတော့ဘယ်သူတွေမှမသိဘူးစစ်တပ်လားလက်နက်ကင်တွေလားဘယ်သူတွေလဲမသိဘူးပြည်သူစစ်တွေလားအဲ့ဒါမျိုးတွေမကွဲဘူးဖြစ်နေတယ်သို့တော့ဟိုစီမရတဲ့အတွက်တနက်ပြဖောက်သွားတယ်ဆိုတော့သတင်းရတော့အော်တောင်းနေဖြစ်သွားတယ်ဒီနေ့တော့ကနော်အဲ့ဒါဒီမော့ဆိုမှာဖြစ်ခဲ့တာနော်ဒါပေမဲ့တော်သေးတာပေါ့စီတိုင်းကပတ်သမားတွေကိုပြစ်မတတ်သွားလို့ကံကောင်းတာနော်ဆိုတော့ဒါလည်းဒီမော့ဆိုနောက်ချက်မှာဖြစ်သွားတယ်ပြီးတော့စကိုင်းတိုင်းဒေသကြီးတွေက PDF တွေအုပ်ချုပ်တဲ့ဒေသတွေမှာ73စီ1လီတာကို1000လောက်နဲ့ရောင်းနေတယ်ဒါ1000လောက်1လီတာ1000လောက်နဲ့ရောင်းနေတယ်အဲ့မှာလော်စီရနေတယ်ဆိုတော့ကြည့်ရတာအဲ့ဒီကောင်တွေစီဒီကိုတူလောင်ထားသလားတော့မသိဘူးလောင်ထားပြီးတော့အခုမှဈေးတွေခွန်းတိပြီးဆိုတက်ထုတ်ရောင်းနေလားမသိဘူးစီ1လီတာကို1000ဘယ်မှရန်ကုန်နေပြီးတော့မန္တလေးမြို့ကြီးမှာမရသေးဘူးလေဗျာနော်မုံရွာစကိုင်းမကွေးအဲ့ဒါမရသေးပါဘူး1000ကတော့ဒါပေမဲ့သူတို့ရှိမှာ1000ရတယ်ဆိုတော့တွက်တာကြီးပေါ့မောင်ကိုဈေးကဘယ်လောက်ကြီးလဲဆိုတာအဲ့တော့မောင်ကိုဈေးကဘယ်လောက်ကြီးလဲဆိုတာကိုဒီသတင်းကနေတွေ့နေရတယ်အဲ့တော့စကိုင်းနောက်ချက်မှာ PDF တွေနေပြည်မှာနေတဲ့သူတွေအနေနဲ့ကတော့စီတလီတာကို1000ပေးပြီးသား3ညပြီတော့1000ကျော်ပေးပြီး3ညပြီတော့နော်ဟိုအေးအဝါတော့အေးကတော့ဖွာတယ်သူတို့နယ်ထဲမှာတော့1000ကျော်ပဲရှိတယ်စစ်တိုက်ရဲ့နေမြေစစ်တွေထဲမှာတော့4000လောက်ဖြစ်တယ်လို့ပြောဖြစ်နေတဲ့အရှောက်ရေးကြတာတွေ့တယ်ဝါရဖြန့်တော့စုံညုံဖြန့်ကြတယ်အဲ့တော့စီနဲ့ပတ်သက်ရင်ဒီနေ့ကပေါ်လို့ရိုက်နေတယ်ဆိုတော့သိကြတယ်စီနဲ့ခုထိတော့ပေါ်လို့ရိုက်နေဆုံးပဲဒါပေမဲ့ခုနထိုင်းကိုယ်တိုင်ကအထကြီးညာလိုက်တာဖြစ်တဲ့အတွက်ထိုင်းရအောင်မြန်မာဦးစီရောက်မယ်တဲ့စိတ်ပူကြမလို့မြန်မာလာဦးသူစီရောက်ပြီမယ်လို့ပြောတဲ့အတွက်ခင်ဗျားတို့စီတန်းစီတိုးကြတဲ့လူတွေစိတ်ပူကြမလို့တော့ဘူးပြီးတော့ဘိုးဘန်ကလည်းဒေါ်လာ32သန်းထုတ်ပေးလိုက်ပြီနော်ဒေါ်လာ32သန်းနဲ့ထုတ်ရောင်းပေးလိုက်ပြီးတော့အဲ့32သန်းကိုင်ပြီးတော့စီသွားဝယ်အောင်မှာအဲ့တော့ခင်ဗျားတို့ဒီတစ်လားနှစ်လားတော့အေးစီပြုံးလေးတာနေကြဘာမှမဖြစ်ဘူးတစ်လားနှစ်လားတော့နော်ဒါပေမဲ့အရှိလေပိုင်းစစ်ကိုမကြပါစေနဲ့ဆူတောင်းနော်အဲ့အမေရိကန်ယူခင်ဗျားလှမ်းပြောဟဲ့အောင်နေလို့စွန့်တိုက်နဲ့နည်းနည်း short ပြောမှရမယ်နော်နောက်မို့ဆိုရင်အရှိလေပိုင်းမှာစစ်ပွဲတွေကြာရင်73စီပြဿနာတော့ခုနကျွန်တော်တို့မြန်မာတွေမဟုတ်ဘူးတစ်ကမ္ဘာလုံးမှာရိုက်ခတ်နေမှာသိကြတယ်အဲ့တော့စစ်ပွဲတွေမကြပဲမြန်ပြတ်အေးတာပဲเนาะအဲ့ဒါမှပဲနောက်မို့ဆိုရင်ကျွန်တော်တို့လည်းကောင်းကောင်းမနေရဘူးဆိုတော့ပြောချင်တာဒါပေမဲ့အမေရိကန်သူ့နိုင်ငံအတွက်ကြောင့်သူကစီယူရအောင်ဖြစ်တယ်အဲ့ဒါကြောင့်ဖြစ်မဲ့ဗင်နီဇွဲလားမာဒူရိုသူဝင်ဖမ်းတယ်ဖမ်းပြီးသိမကြဘူးမာဒူရိုဝင်ဖမ်းပြီးသိမကြဘူးဗင်နီဇွဲလားနဲ့အမေရိကန်နဲ့စာချုပ်ချုပ်တယ်
နော်စာရုပ်ချုပ်ပြီးတော့ဘီလီယံ100ဘိုးလောက်စီဘူးစာရုပ်ချုပ်လိုက်တယ်ချုပ်လိုက်ပြီးတော့အီရန်ဝင်တိုက်လိုက်တယ်ဆိုတော့ပြီးလည်းပြီးတော့အခုအမေရိကန်သူ့အတွက်ကလောင်စာစီကအမေရိကန်တို့တောက်လျှောက်သွားနေတာဗင်နီဇွဲလားကနေစီပို့နေတယ်ဆိုတော့ကစဉ်းစားကြည့်ပေါ့ဗျာအမေရိကန်ဘယ်လောက်လူလဲကြလဲဆိုဒီပွဲမှာဘယ်လောက်လူလဲကြလဲပေါ့ကျွန်တော်တို့ဂျန်တဲ့လူတွေအကုန်လုံးလှိမ့်ပိန်ခံနေရတာနော်အဲ့လိုတော့ရှိတယ်နော်ဒါလေးကကြုံကြိုက်လို့ဒီနေ့ဆက်ဆက်လို့စီကိစ္စတွေနဲ့ထည့်ပြောတာဖြစ်ပါတယ်အဲ့တော့စီကိစ္စတွေပြောပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ကဒီထိုင်းမြန်မာကိစ္စလေးခုနပါလာပြီဆိုထိုင်းမြန်မာကိစ္စလေးကျွန်တော်ကြိုးကြိုက်လို့ထည့်ပြောအောင်မယ်ပြီးခဲ့တဲ့ကာလတစ်လျှောက်တော့ခင်ဗျားတို့မှတ်မိကြအောင်မယ်ဗျာနော်ပြီးခဲ့တဲ့ကာလတစ်လျှောက်တော့ခင်ဗျားတို့မှတ်မိကြအောင်မယ်အစိုးရပြောတယ်ထိုင်းမှာကွန်ဒိုတွေတောက်ဝယ်တယ်မြန်မာတွေကိုဘယ်လိုလုပ်မယ်ညာလိုလုပ်မယ်ဟိုလိုလုပ်မယ်ဒီလိုလုပ်မယ်စင်ဖတ်မယ်ကြားဖတ်မယ်ဆိုအခုတော့ကြွက်တကောင်တော့မဖမ်းနိုင်တဲ့ဘဝရောက်သွားတယ်စင်ဖတ်မယ်ကြားဖတ်မယ်နဲ့ပြောတာအခုတော့ကြွက်တကောင်တော့မဖမ်းနိုင်ဖြစ်သွားပြီဘာလို့လဲဆိုတော့ထိုင်းမှာကွန်ဒိုဝယ်တဲ့မြန်မာတွေဘယ်လောက်များလဲမင်း6ဘီလီယံနဲ့ဒေါ်လာ6ဘီလီယံမှုရှိတယ်တဲ့ကွန်ဒိုဝယ်ထားတာထိုင်းမှာ6ဘီလီယံနည်းနည်းတော့ပတ်စံမဟုတ်ဗျာနော်ဒေါ်လာဆိုထိုင်းဘတ်ငွေ6ဘီလီယံထိုင်းဘတ်ငွေ6ဘီလီယံဘို့လောက်မြန်မာတွေကအဲ့မှာထိုင်းမှာဝယ်ထားတယ်တဲ့ဝယ်ထားတယ်တဲ့နော်ဝယ်ထားတယ်ဆိုတော့ကျွန်တော်လည်းဗာပြောရမှန်းကိုမသိတော့နော်အဲ့လိုရှိတယ်နော်ခုန73စီကိစ္စလေးတစ်ခုကြံခဲ့လို့ချီကျူးစရာလေးကိစ္စတစ်ခုကြံခဲ့လို့ထက်ချီကျူးအောင်မယ်မြောက်ရီမှာလှုပ်သွားတာနော်မြောက်ရီမှာတဲ့မြောက်ရီမှာရှိတယ်ဗရမ ्या မယ်ဆိုတဲ့73စီဆိုင်အဲ့စီဆိုင်ကနေပြီးတော့နော်ပြီးခဲ့တဲ့မနေ့ကမလ9ရက်နေ့ကနော်သူ့ရဲ့ဗရမ ्या ငမောက်စီဆိုင်နော်ကြံခဲ့လက်မှာရှိတယ်ဗရမ ्या ငမောက်စီဆိုင်ပေါ့နော်စီဆိုင်မှာရှိတဲ့စီတွေ73စီတွေကိုဘယ်လိုလုပ်လဲဆိုတော့ cycle အစီး1000စာကိုသူကလှူတာတစ်စီးကိုစီ1000မို့ဆိုပြီးအစီး1000စာလှူလိုက်တယ်တဲ့ပြောချင်တာကတော့ဗျာဟိုဒီလိုဒုက္ခရောက်ပြီးစီတွေပြတ်လက်နေတဲ့အချိန်မှာစီဆိုင်တစ်ဆိုင်ကသူ့ရှိမှရှိတဲ့စီတွေကို73စီတွေကိုခုန cycle တွေကိုအစီး1000စာကိုလှူလိုက်တယ်ဆိုတာကုသိုလ်ပဲနဲတဲ့ကုသိုလ်မဟုတ်လိုနေတဲ့အချိန်မှာလှူတဲ့ဟာမှာတကယ်ကုသိုလ်ကြီးတယ်ဗျ။ဒါလည်းချီကျူးလိုက်တဲ့ပုံကိုချီကျူးကြောင်းဒီနေရာနေလှမ်းပြောတာပါခင်ဗျားလည်းကျွန်တော်လည်းသိလည်းမသိဘူးဘယ်ကဘူးလဲညာခါလည်းမြင်မှုပေါ့နော်ဒါလေးရှိတယ်အခုနအဲ့ဒါပြောပြီးတော့ခုနဟိုထိုင်းမှာ6ဘီလီယံဘိုးလောက်ဝယ်တဲ့ကိစ္စကတော့အဲ့ဒါတော့ခင်ဗျားတို့ဗျာစဉ်းစားကြည့်ဗျာကျွန်တော်တော့ဘယ်လိုဖြစ်ဖြစ်မြန်မာတွေပြောနေတဲ့ဗာလဲစင်ဖတ်မယ်ကြားဖတ်မယ်ဘာဖတ်မယ်ညာဖတ်မယ်ဆိုတဲ့ကိစ္စရည်စရာဖြစ်သွားတာပေါ့အခုထိုင်းသတင်းဌာနပေါ်ပြလာတဲ့ထိုင်းသတင်းဌာနတွေပေါ်ပြလာတဲ့ဟာပေါ့နော်ပေါ်ပြလာတဲ့သတင်းတစ်ခုမှာဘာတွေ့ရလဲဆိုတော့ထိုင်းရဲ့အင်ချမ်ပီသတင်းချက်လက်ဗဟိုဌာနလို့ခေါ်တဲ့ REIC ပေါ့အဲ့ဒီကနေပေါ်ပြလာတာဘာလဲဆိုတော့ထိုင်းနိုင်ငံမှာတဲ့မြန်မာနိုင်ငံသားတွေထိုင်းဘတ်ငွေ6ဘီလီယံကျော်ဖို့တန်ဖိုးရှိတဲ့ကွန်ဒိုအခန်းပေါင်း2000နီးပါးကိုဝယ်ယူထားပြီးပြီတဲ့ပြီးတော့ကမ္ဘာမှာဒုတိယအများဆုံးဖြစ်သွားပြီတဲ့နော်2025တနှစ်လုံးမှာမြန်မာနိုင်ငံသားထိုင်းမှာရှိတဲ့ကွန်ဒိုအခန်းပေါင်း1968ခန်းဝယ်ယူခဲ့တယ်တဲ့ပြီးခဲ့တဲ့တနှစ်လုံးဝယ်တာနော်ကျွန်တော်တို့ထိုင်းကိုဘန်ကောက်ခဏခဏသွားနေတာမန်ကွန်ဒိုသွားဝယ်လို့ခင်ဗျားထင်လားကွန်ဒိုမျိုးနဲ့ကွန်ဒိုတော်မဝင်နိုင်ဘူးလို့ဖြစ်နေတာကတော့ပါနော်ဆိုတော့ကွန်ဒိုအခန်းပေါင်း1968ခန်းမနေ့ကတနေ့လုံးဝယ်ခဲ့တယ်တဲ့နော်မြန်မာတွေအဲ့ရဲ့ပမာဏအားတဲ့2024ခုနှစ်ကရှင်းလိုက်လို့ရှိရင်တဲ့41ရာခိုင်နှုန်းကျော်တိုးတက်လာတာတဲ့နော်အစိုးရတွေက2024တော့ဖမ်းမယ်ပေါ့ဗျာစင်ဖမ်းမယ်ကြားဖမ်းမယ်ဒီပြောခဲ့တာနော်စင်တကောင်ကြောင်တမီမိမမီတော့မသိဘူးကြွတ်တောင်မမိဘူးနော်ကြွတ်တောင်မမိဘူးအခုတော့ဘယ်လောက်လဲအခန်းပေါင်း1968ခန်းတော့ဝယ်လိုက်တယ်တဲ့နော်အဲ့တော့2024ထက်ရှင်41ရာခိုင်နှုန်းတိုးတက်လာတယ်တဲ့နော်ပြီးတော့မြန်မာနိုင်ငံကိုလိုဝယ်တဲ့အခန်းပေါင်းဟာတဲ့ထိုင်းဘတ်ငွေ 6.16 ဘီလီယံရှိတယ်တဲ့နော်ရှိတယ်တဲ့ပြောရတော့2024ခုနှစ်ထက်ဒါပေမဲ့2024ခုနှစ်ထက်တော့ကုန်ထိုင်းမှာဈေးကျလို့တင်တယ်နည်းနည်းရာခိုင်နှုန်းတော့ကျတယ်ထိုင်းရဲ့ဝင်ငွေရရှိမှုတော့ရာခိုင်နှုန်းနည်းနည်းကျပါတယ်တဲ့နော်ပြောရင်တော့ဟိုငလင်ကြောင့်ဈေးကျသွားတာလည်းရှိလိမ့်မယ်ပြီးတော့မြန်မာတွေကတည်းကအခန်းတားဈေးကြီးတိုင်းမို့တော့ပဲဈေးနည်းနည်းတင်တာလေးလိုက်ရွေးဝယ်တယ်ထင်တယ်အဲဒါကြောင့်မို့လို့ဖြစ်မယ်နော်အဲ့တော့ထိုင်းမှာကွန်ဒိုတွေဆွတ်ဆက်ဝယ်နေတယ်ဆိုတဲ့အကြောင်းတွေဝယ်တဲ့နေရာတွေကဘန်ကောက်တို့စမုတ်ပရာကန်တို့မဲချွတ်မိုင်တို့အမှဝယ်ကြတာတဲ့နော်ဟုတ်နေတာပဲဆိုတော့ပြောရင်တော့ဝယ်တဲ့အားတွေကိုပြောပြတော့မြန်မာ6ဘီလီယံဘတ်6ဘီလီယံကျော်ဖို့ဆိုတာနည်းတော့ပတ်စံမဟုတ်ဘူးဗျာနော်6ဘီလီယံကျော်ဖို့နည်းတာမဟုတ်ဘူးအဲ့တော့မြန်မာတွေကိုဆင်းရဲဆိုပေမဲ့ထိုင်းတွေကတော့ပြောပြီပေါ့မင်းတို့ဖမတွေကမင်းဆင်းရဲတာပြောတာထိုင်းရှမ်းတွေကပြောကြပြီဖမတွေကဆင်းရဲတာပြောတာငါ့စီမှာလာဝယ်6ဘီလီယံကျော်ဖို့တဲ့ထိုင်းအကောင်တွေဒီမှာလာမဝယ်ကြဘူးအဲ့လိုရှိတယ်အဲ့တော့ short တွက်လို့တော့မရဘူးနော်တို့မြန်မာတွေကို short တွက်နေနော် short တွက်လို့ကတော့ဒုက္ခရောက်သွားမယ်ဆိုတာအဲ့ဒါကူပြတာနော်အဲ့တော့မြန်မာအစိုးရကတော့ကြွေးကြော်ခဲ့တာတော့စင်ဖတ်မယ်ကြားဖတ်မယ်ပဲစင်နေကြားတွေဖမ်းတာတော့ကျွန်တော်မသိဘူးစင်နေကြားတွေအကောင်ကြီးလုံးလို့ပဲလွတ်သွားတယ်တော့မသိဘူးအဲ့စင်နေကြားတွေကအကောင်ကြီးလို့လွတ်သွားတယ်တော့ကျွန်တော်လည်းမသိဘူးလို့ဆိုတော့အဲ့လောက်ဝယ်သွားတယ်ဆိုတာတော့တွေ့ရတယ်ပေါ့နော်ဆိုတော့တောဝယ်တဲ့လူတွေကိုအပြစ်တင်နေတာမဟုတ်ပါဘူးမြန်မာအစိုးရကြွေးကြော်လို့ကျွန်တော်ပြောတာပါဝယ်တဲ့လူတွေပတ်စံရှိလို့ဝယ်ကြတာဝယ်ပါနော်ခင်ဗျားတို့ပတ်စံရှိလို့ဝယ်တာဝယ်ပါဒါပေမဲ့ကိုယ့်နိုင်ငံငွေရဟိုဘက်ကိုစီးထွက်သွားတာတွေကကြတော့ကျွန်တော်တို့နိုင်ငံအတွက်နစ်နာတယ်ပေါ့နော်ပြီးတော့ဒါတွေကပြန်တည်လာလို့ရတာလည်းမဟုတ်ဘူးဝယ်ပြီးရင်ကိုပြန်တည်လာလို့ရဘူးအဲ့အခန်းကြီးကိုထိုင်းပြန်လာလို့ရတာမဟုတ်ဘူးပြီးတော့ပြန်ရောင်းခဲ့ရင်လည်းဈေးကရှုံးသေးတယ်အဲ့တော့မြန်မာတွေကြတော့ဘယ်လိုစဉ်းစားကြလဲတော့ကျွန်တော်မသိဘူးပေါ့နော်ဟိုတချို့ဟိုမန္တလေးကတတိတယောက်ရန်ကုန်မှာသူ့ရဲ့စကီလေးအတွက်အခန်းဝယ်ပြီးသလိုမျိုးဖြစ်မလားတော့မသိဘူးအဲ့လိုကြီးပဲလားတော့မသိဘူးပေါ့နော်အဲ့ပုံမြင်အဲ့ဟာတာလေးလိုမျိုးပေါ့မန္တလေးကတတိတယောက်ရန်ကုန်မှာစကီလေးတောင်းနဲ့တွေ့တယ်အခန်းဝယ်လိုက်တယ်အခန်းဝယ်ပေးလိုက်တယ်
ဒါပေမဲ့ဟိုအခန်းရဲ့စာချုပ်ထဲမှာတော့ဟိုကလေးမာလေးနာမည်မဟုတ်သူ့နာမည်နဲ့ပေါ့လေအဲ့မန်တေးကသူ့ရဲ့အင်ရှင်မာကြီးကရောက်ချလာဒေါ်တွေကန်ပြီးတော့ဝုန်းကျဲပြီးလေပြအဲ့ဒါနဲ့ကောင်မလေးကဖြစ်လိုက်ပြီးတော့သိမကြောက်အဲ့ခန့်ပြန်ရောက်လိုက်တာမူလဝယ်တာထားပါတော့900ဆိုရင်1000ပြန်ရတယ်ပေါ့မူလအဲ့လိုရတော့ဒီလိုမှသိရင်နဲ့ငါမလို့လားရှင်2ယောက်ယူရမှာအဲ့လိုဖြစ်နေလာတော့မသိဘူးဘက်ကောက်မှာသွားပြီးအခန်းတွေဝင်နေကြတာဒါဒီလိုမှသိရင်ရှင်ဒါတွေဖြစ်မလားတော့ကျွန်တော်မသိဘူးအဲ့ဒါတော့ကျွန်တော်လည်းမသိဘူးအဲ့ဒါခင်ဗျားတို့ပဲကိုယ့်အကူစဉ်းစားကြပြီတော့နော်ဘာတော့ဝယ်လဲဆိုတော့ကိုယ့်အကူသိတယ်ချမ်းသာလို့ဝယ်ကြပါဒါပေမဲ့ဒီဘက်ကစင်ဖတ်မယ်ကြားဖတ်မယ်အုပ်စုနဲ့တွေ့ပြီးတော့တချို့ဟာတွေကစေနေကြားတွေအကောင်ကြီးလို့လွတ်သွားပြီးကြွတ်တော်မမိလို့တာဖြစ်ကုန်တော့ကျွန်တော်မသိဘူးဒါပေမဲ့နိုင်ငံခြားငွေစီးထွက်သွားတာတော့6ဘီလီယံကျော်ဖို့ဆိုတော့ဘတ်6ဘီလီယံကျော်ဖို့ဆိုတော့နှမျောလိုက်တာကိုယ့်နိုင်ငံထဲမှာအင်ချမ်မီကွန်ဒိုမီနီယံတွေဝယ်လို့ရတယ်အများကြီးရှိပါတယ်ဒါပေမဲ့လည်းကိုယ့်နိုင်ငံကွန်ဒိုမီနီယံတွေလည်းအခန်းတွေကပြည့်ရတယ်ဘာနဲ့ပြည့်လဲဆိုတော့ online လိမ်လည်မှုနဲ့ရောင်းတယ် online လိမ်လည်မှုရတဲ့ငွေလားပါလားမသိတဲ့ငွေနဲ့စီးဝင်တာစွတ်ဆက်ပြီးဝင်ချလာတာနဲတာမဟုတ်ဘူးလေအဲ့လိုတော့ရှိတယ်စီးပွားရေးလောကမှာအဲ့လိုရှိတယ်ဆိုတာလေးလေကြုံကြိုက်လို့ထည့်ပြောတာပါခင်ဗျာကဲအဲ့တော့နိုင်ငံခြားကိစ္စတွေပြောနေတဲ့တခါထပ်ပြီးတော့နိုင်ငံခြားကိစ္စတွေထပ်ပြောအောင်မယ်အဲ့ဒါဘာလဲဆိုတော့မြန်မာတွေမထော်မနှန်းတွေချက်လုပ်တဲ့ကိစ္စမထော်မနှန်းချက်လုပ်ရဆိုတော့ဥမာအခုဂျပန်မှာမြန်မာနဲ့ရောက်ဖန်ခံရတယ်တဲ့နော်ဖန်ခံရတယ်ကျွန်တော်အဲ့ဒီအကြောင်းလဲသေးသေးမပြောတော့ဘူးခု Facebook မှာသတင်းတွေပေါ်လို့ရိုက်နေပြီအဲ့တော့ဒါခင်ဗျားတို့အနှစ်ချုပ်ပုံစံမျိုးလေးတွေပြောသွားတာမြန်မာနဲ့ရောက်ဖန်ခံရတဲ့အဲ့ဒီယောက်ကလည်းဘာလဲဆိုတော့မြန်မာပြည်ကသွားတဲ့အမှုပညာရှင်လို့ဘာလို့တွေပေါ့အဲ့ဒါတွေကိုသွားအလှပရေးကခွဲစိတ်တယ်ပေါ့ဗျာခွဲစိတ်တယ်ဆိုပြီးတော့ဟိုမှာဘာမှထောက်ထားမရှိဘာမှမရှိညာမရှိနေပေါ့ဗျာပြောရရင်တော့ထောက်ထားခိုင်မှရှိတယ်ပေါ့မပေါ်ဘူးထင်ပါတယ်ဂျပန်ဖန်ရောဖမ်းပြီးတော့အခုသတင်းတွေဂျပန်သတင်းတွေမှာပေါ်လို့ရိုက်တက်တယ်မြန်မာ2ယောက်တဲ့နော်အဲ့ထွက်လာတဲ့သတင်းမှာဆိုရင် ARD မီဒီယာဖော်ပြတဲ့ဟာမှာဆိုရင်ကိုရန်လေးပုံနဲ့အဲ့ဒီဖမ်းခံတဲ့တယောက်နဲ့ဖမ်းမခံခင်တွေ့ရထားတဲ့ဓာတ်ပုံတွေအောင်ပါလာတယ်ကိုရန်လေးနဲ့ဆိုတော့ကြည့်ရကိုရန်လေးပဲသွားခွဲစိတ်ထားလားမသိဘူးနော်အဲ့တော့အလှပါကြီးကတော့ခွဲစိတ်တော့အမှုပညာရှင်တွေကိုခွဲစိတ်ပေးတဲ့ဂျပန်မှာရှိနေတဲ့ဟိုအဖမ်းခံရတယ်ဆိုတဲ့သတင်းကတော့အခုဒါပေါ်လို့ရိုက်တာပေါ့ဗျာသတင်းတွေမှာပေါ်လို့ရိုက်လာတွေ့ရတယ်ဆိုတော့ဒါဗျာတကယ်ကြတော့ဥပဒေအရဆိုရင်တော့တရားဥပဒေအရပြောမယ်ဆိုတော့ခင်ဗျာဒီဂျပန်တို့ဘာလို့စီကံတာကြီးတဲ့နိုင်ငံတွေပါတယ်သူတို့ရှိမှာခင်ဗျာပစ္စည်းတစ်ခုသွင်းတာနေပြီးတော့စဟိုပစ္စည်းတစ်ခုဝယ်တာအစုံဘာလို့သူတို့ကစီးနိုင်ငံနဲ့လုပ်တဲ့နိုင်ငံတွေဗျအဲ့စီးနိုင်ငံမဲ့လုပ်လို့မရဘူးဂျပန်တအားတင်းကျပ်တယ်အဲ့တော့သူတို့ကအလှပိုက်ရခွဲစိတ်မှုလုပ်ဖို့အတွက်ကိုလိုင်စင်မရှိဘူးလို့ဟိုတတရားရှိတယ်ဆိုပြီးတိုကျိုရဲတဲ့ဖွဲ့ဖမ်းတာမတ်လ9ရက်နေ့ထုတ်မနေ့ကဂျပန်သတင်းတွေမှာဖော်ပြတာနော်အဲ့တော့သူတို့เนี่ยကဂျပန်မှာ2025မေလကနေပြီး2026ဖေဖော်ဝါရီအထိစေကူတာဝန်လိုင်စင်မရှိဘဲနဲ့မြန်မာအမျိုးသမီး3ယောက်ကိုအလှပိုက်ဆိုင်ရာခွဲစိတ်မှုအကြိမ်9ကြိမ်လုပ်ခဲ့တယ်တဲ့နော်သူတို့ကအဲ့ခွဲစိတ်မှုလုပ်တဲ့သူတွေကခွဲစိတ်ပြီးတဲ့နောက်မှာသူတို့မျက်လုံးတွေဖွင့်လို့မရတော့ဘူးလေအခွဲလွန်သွားတာဖြစ်မှာပေါ့ဗျာနော်တောက်လျှောက်ချုပ်ပေးလိုက်တာဖြစ်မှာအခွဲလွန်ပြီးတော့အဲ့တော့အခွဲလွန်ပြီးတော့မျက်လုံးဖွင့်မရတော့ဘူးတဲ့နော်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့အဲ့ဒီရောက်ကြည်ချမ်းကိုဆိုတဲ့အမျိုးသားအပါဝင်နောက်တစ်ယောက်ကိုဖမ်းလိုက်တယ်နောက်တစ်ယောက်ကစိုးဝင်းနိုင်တဲ့နော်အဲ့မှာဓာတ်ပုံပြတော့ကိုရန်လေးနဲ့ပုံတော်ပြတယ်ကျွန်တော်စဉ်းစားတယ်ကိုရန်လေးနဲ့ပုံသွားပြတယ်ကိုရန်လေးပါတော့ခွဲတယ်လားမသိဘူးနော်ကိုရန်လေးကတော့ဆိုတော့ပုံကြည့်ပြီးလန့်နေလောက်မယ်ဒါပါတော့အဲ့တော့အခုအဲ့ဒီယောက်ကအဖမ်းခံလိုက်ရပြီအဲ့တော့ဖမ်းခံလိုက်ရတဲ့ခါကျတော့ဟိုကြည်ချမ်းကိုကတော့ဆွဲချက်တွေကိုသူကညင်းတယ်သူမလုပ်ပါဘူးစေဥသားတို့ဘန်းမလုပ်ဘူးပါဘာညာညင်းတယ်ဟိုကတော့ခွဲစိတ်မှုလို့ကျွန်တော်ကကူညီပေးတဲ့သူပါဆိုပြီးပြောတယ်အဲ့မှာ2ယောက်သားတစ်ယောက်တလွဲတွေပြောနေတယောက်ကကျွန်တော်မလုပ်ဘူးပါဘူးပြောတယ်ဟိုတယောက်ကကျတော့မဟုတ်ဘူးကျွန်တော်ကလိုက်ကူပေးတဲ့လူကကျွန်တော်မခွဲပါဘူး2ယောက်ကအတိုင်းဖောက်ညီးနေတာတန်းနေပြီထောင်ထဲကိုဆိုတော့တခါကျရင်အလှပရေးရတဲ့ပတ်သက်လို့ရှိရင်မြန်မာပြည်လည်းအများကြီးပဲအလှပရေးရခွဲစိတ်ခန်းနေနော်ဘာ cosmetic ဘာညာ cosmetic အဲ့လိုနော် cosmetic ကောင်းစင်နဲ့ဟာအလှပရေးရဆိုပြီးတော့ပြောနေကြတာခက်ချောချောဆရာမလေးတွေလည်းရှိပါတယ်ဟိုခက်ချောချောဆရာမလေးတွေကျတော့ကျွန်တော်ခွန်းလာပါတယ်ခက်ဆိုးဆိုးဆရာကြီးကျတော့ကြည့်ပြီးတော့ဘာကြီးလို့အဲ့တော့မြန်မာလည်းအဲ့လိုအလှပရေးရခွဲစိတ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာအခုဆိုရင်နာမည်ကြီးလာပြီ private park တူဟိုဝရစိန်လုတ်တယ်လားဝရစိန်လုတ်တယ်ဆိုလားဘာလို့လားကျွန်တော်လည်းမသိဘူးအဲ့စကားမခေါ်တတ်ဘူးဗျာကျွန်တော်ခင်ဗျားတို့စကားဝရစိန်ဆိုလားပါလားအဲ့ဒါလုတ်တယ်ဆိုလားနော်ဘာဆိုလားပဲအဲ့ဒါလုတ်တယ်တဲ့ဆိုပြီးတော့အဲ့ဒါဟိုခွာတီခွာရင်းနဲ့ခွာတယ်လေစစ်စားခက်စားနေတာပဲနော်ဆိုတော့ကျွန်တော်စဉ်းစားကြည့်နေမြန်မာပြည်မှာလည်းအမျိုးသမီးတွေရဲ့လှကျင်စိတ်ဟာလေပတ်စံငွေရင်းဖြစ်နေတာပဲအဲ့ဒီဟိုဆရာဝန်ဟုတ်လားမဟုတ်လားဘာလားမလားမသိအလှပကြီးကခေါင်းစဉ်အောက်ကပုံကိုယ်တွေအတွက်ငွေရလိုက်ကြီးပဲအမျိုးသမီးတွေလည်းအရင်လှကျင်တာဟုတ်ဗျာနော်သူတို့ကလည်းလှပေးလှကျင်ဆိုတော့နော်ဆိုတော့ဖြစ်လိုက်ပါတယ်သူတို့ရဲ့လှချင်မှာပဲသူတို့ရဲ့ပတ်သက်သူတွေအတွက်သူတို့လှပေးမှရမယ်ပြီးတော့သူတို့ရဲ့မာနအတွက်သူတို့လှပေးမှရမယ်သူတို့ရဲ့အတ္တအတွက်လှပေးမှရမယ်ဘာလို့မာနတွေအတ္တတွေဂုဏ်တုဂုဏ်ပြိုင်တွေအတွက်သူတို့လှပေးမှရမယ်သူတို့ရဲ့ယုံကြည်မှုအတွက်လှပေးမှရမယ်အဲ့တော့ဟိုခွဲဒီခွဲဟိုစိတ်ဒီစိတ်ဟိုခွာဒီခွာတွေနဲ့အမှအကုန်ချုပ်ချက်ခတ်ကုန်တာအကုန်ပတ်စံတွေလည်းကုန်လိုက်ကြတာတောက်လဲနော်ဟိုမြန်မာပြည်လည်းအများကြီးပဲမြန်မာပြည်လည်းအများကြီးပဲအဲ့တော့အဲ့ဒါတွေကတော့တရားဝင်ဥပဒေပေါင်းထဲမှာရှိလားမရှိလားကျွန်တော်လည်းမသိဘူးနော်အဲ့ဒါလေးတော့ကိုယ့်အကူသက်ဆိုင်ရာတာဝန်ရှိသူတွေကိုလိုကြားဒါပဲကျွန်တော်ပြောလို့အဲ့တော့ဂျပန်မှာတော့2ယောက်တော့ဖမ်းပလိုက်ပြီပေါ့နော်ဒါလေးကဂျပန်မှာရွှေ့တဲ့တဲ့မြန်မာတွေကလေနာမည်ကြီးပြီဆိုရင်အဲ့လိုကြီးတာနော်တက်လို့ကြီးတာဘယ်နေရာလဲဆိုကောင်းတဲ့နေရာမကောင်းတဲ့နေရာမှာကြီးတယ်ဆိုတော့ဘာဖြစ်ပြီးတော့တို့မြန်မာတွေရဲ့
တို့မြန်မာပါတို့မြန်မာဂုံဆောင်တို့မြန်မာဂုံဆောင်နေပေါ့ဗျာနိုင်ငံနဲ့ပတ်သက်ရင်မြန်မာနိုင်ငံကိုတကဘာလုံးသိအောင်လုပ်ပေးတဲ့အုပ်စုတွေနော်ပြီးတော့ဗာလဲဆိုတော့မြန်မာနိုင်ငံတကဘာလုံးသိအောင်လုပ်ပေးတာတကဘာလုံးမြန်မာကိုသိသွားပြီလေဘာနဲ့သိလို့ကြားပြတ်နေသိသွားတာပွဲကပြီးသွားအောင်ကောင်းတာဆိုရင်တခါမှကောင်းမသိဘူးမကောင်းတာဆိုရင်တိတ်သွားအားကြီးပဲဆိုတော့ကျွန်တော်မြန်မာတွေလည်းကြည့်တယ်လောက်ကြအောင်လို့ကိုမွေးတဲ့နိုင်ငံကိုမွေးရမြည်ဒေသကိုကောင်းကောင်းအလုပ်ကျွေးပြုနေကြတာနော်ကြည့်တယ်လောက်ကြပါအောင်နော်ကိုနိုင်ငံကိုလည်းကိုနာမည်ကုန်သတင်းပြအောင်တော့တက်နိုင်သလားမလုပ်ကြပါနဲ့ဗျာထိန်းညာကြောင်းကြပါအောင်လို့ပဲအားလုံးတိုက်တွန်းချင်ပါတယ်နော်ဒါကကြုံကြလို့ကျွန်တော်ဒီနေ့ထည့်ပြောတာဖြစ်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအမေရိကန်ရဲ့ကြေညာချက်တစ်စောင်ထွက်လာတယ်အဲ့ဒါလည်းကျွန်တော်သတင်းအတူချုပ်နဲ့ပြောရရင်တော့အမေရိကန်ရဲ့ US CIRF လို့ခေါ်တဲ့အဖွဲ့ပေါ့နော်အဲ့ဒီအဖွဲ့ကနေစာထုတ်တယ်ထုတ်တဲ့စာကတော့ဗျာပွင့်လည်းပြောရရင်တော့ထုတ်တဲ့စာကတော့ကျွန်တော်နိုင်ငံအတွက်တော့မကောင်းဘူးပေါ့နော် US CIRF လို့ခေါ်တဲ့အမေရိကန်ရဲ့နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင်လို့ခေါ်တယ်အဲ့ဒီကော်မရှင်ကနေပြီးတော့ဒီ2016အတွက်အစီရင်ခံစာကိုမတ်လ4ရက်နေ့မြန်မာစံတော်ချိန်9ရက်နေ့ပေါ့နော်အဲ့ဒီမှာရက်စွဲမှာမနေ့ကရက်စွဲနဲ့ထုတ်ပြန်ပါတယ်မနေ့ကမြန်မာစံတော်ချိန်မနေ့ကနော်အဲ့လိုအဲ့ရက်စွဲနဲ့ထုတ်ပြန်တဲ့အခါမှာတပ်မတော်မြန်မာစစ်တပ်ပေါ့မြန်မာစစ်တပ်ကတဲ့ရွေးချက်ရှိခွဲခြားအုပ်ချုပ်တဲ့မူဝါဒကိုကျင့်သုံးနေတယ်လို့ဖော်ပြပြီးတော့တဲ့သူကလူမျိုးရေးဘာသာရေးကိုလက်နက်ဖြစ်အသုံးချတယ်ဆိုပြီးတော့ကောက်ချက်ချတယ်အဲ့တော့အဲ့ဒီအတွက်ဘာသာရေးလက်ခွင့်နဲ့ပတ်သက်ပြီးအထူးစိုးရိမ်ဖို့နိုင်ငံဖြစ်တယ်ဆိုပြန်လည်သတ်မှတ်ဖို့ဆိုပြီးအကြံပြုပါတယ်တဲ့ကဲသွားပြီပေါ့ဗျာကျွန်တော်နိုင်ငံကတဲ့ဘာသာရေးနဲ့လူမျိုးရေးနဲ့ဘာသာရေးကိုလက်နက်ဖြစ်အသုံးချတယ်ဆိုပြီးတော့အမေရိကန်ပြောတယ်အမေရိကန်ရဲ့ဒီကော်မရှင်ပေါ့နိုင်ငံတကာဘာသာရေးလက်ခွင့်ဆိုင်ရာကော်မရှင်က US CIRF ကပြောတယ်ဆိုတော့အဲ့လိုသူတို့ပြောလာတော့ကျွန်တော်တို့နိုင်ငံတွေကကောင်းသလားဆိုတော့ခုနပြောတဲ့အတိုင်းပဲသူတို့နိုင်ငံရဲ့စီးရဲနဲ့မှာတော့ကျွန်တော်တို့ကဘာမှမလုပ်လိုက်ရပါပဲနဲ့သူတို့နိုင်ငံစီးရဲမှာကျွန်တော်တို့ကလူဆိုးတွေဖြစ်နေတယ်အဲ့တော့ကျွန်တော်နိုင်ငံကကိုဘာမှမလုပ်လိုက်ရပါဘဲနဲ့သူများနိုင်ငံရဲ့ဟိုတတိယကတည်းကပက်လက်မျောနေရတဲ့ဘဝကျွန်တော်တိုင်းပြည်ဖြစ်နေတယ်မြန်မာနိုင်ငံဖြစ်နေတဲ့ဘဝနော်ကိုဘာမှကိုမသိလိုက်ရဘူးဒါပေမဲ့သူများရဲ့တတိယကတည်းကပက်လက်တွေမျောကိုလည်းဘာမှကိုမသိလိုက်ရဘူးလှုပ်လာဆိုတော့လေကိုလှုပ်လာမလို့လည်းမသိလိုက်ဘူးလှုပ်ကိုလည်းလှုပ်ချိန်မရလိုက်ဘူးထင်ပါတယ်အဲ့ဒါပေမဲ့သူများတတိယကတည်းကကိုကပက်လက်တွေမျောဆိုတော့အဲ့လိုမျိုးအဲ့ဒါကိုလည်းပြန်ရှင်းပြခွင့်ရှိလားဆိုတော့ခုနကဘာလဲဆိုတော့ဟိုအာဇာနည်သရှင်လို့ပဲရှင်းပြခွင့်ပေးပါလို့ပြောတော့ရှင်းပြခွင့်မပေးဘူးအဲ့လိုဖြစ်ကုန်တော့နော်အကုန်လုံးမုံပြီးမေ့ပြီးနော်မုံပြီးမေ့ပြီးအကုန်ရှင်းပြခွင့်ပေးပါဆိုလို့မရဘူးမရှင်းပြဘူးရှင်းပြခွင့်မပေးဘူးဆိုတော့ကျွန်တော်တို့မှာကိုရှင်းပြခွင့်ပေးပါလို့ပြောတော့ရှင်းပြခွင့်မရတော့သူတို့တလူကတည်းကကိုကပက်လက်တွေမျောပြီသူကိုနိုင်ငံအဲ့လိုဖြစ်နေတယ်အခုကျွန်တော်နိုင်ငံဘာသာရေးလွတ်လပ်ခွင့်လို့လူဘာသာရေးခွင့်လွတ်လပ်ခွင့်တော့လူမျိုးရေးနဲ့ဘာသာရေးကိုလက်နက်ပြအသုံးချတယ်လို့ဆိုတော့ပြောအောင်ကျွန်တော်ထင်တယ်ဗျအဲ့ဒီအကုန်လုံးကဘာလို့တော့ဆိုင်နေလဲဆိုတော့အမေရိကန်ရဲ့ပေးစာကမ်းစာကိုစားနေတဲ့ NGO မြန်မာပြည်ကိုခြေဆုံးကန်ထားတဲ့ NGO အဖွဲ့တွေရဲ့ report တွေနဲ့ဆိုင်တယ်အဲ့ဒီ NGO တွေအကုန်လုံးကမြန်မာပြည်ကိုတေချာရောက်မလာဘူးဟိုကနေပြီးတော့မဲဆောက်ချင်းမိုင်ထိုင်းပြီးတော့စာတန်းတွေရေးတာ report တွေရေးပြီးတော့စာရေးတင်နေတာရေးပြီးတော့ပဲရှောက်တင်တယ်သူတို့ရေးပြီးတင်နေတော့အဲ့ဒါတွေအကုန်လုံးပဲအဟုတ်မှတ်ပြီးတော့အမေရိကန်တောက်လျှောက်အဲ့ဒါပဲတည်ပြောနေတာဒါကိုပြန်ချင်းဖြတ်နိုင်မှုကြောင့်ကျွန်တော်နိုင်ငံမှာတေချာလုံးမယ်လို့မရှိဘူးအဲ့တော့အနောက်ကျော်မီဒီယာတွေပေါ့အနောက်ဆိုကျော်မီဒီယာတွေကလည်းသူတို့ကလည်းအဲ့ဒါဘေးကနေမောင်းတီးပြီးနေတယ်နော်ခုန BBC ရဲ့ဟိုလက်ဝေခံBBC ရဲ့လက်ဝေခံဒီပြည်တိန်ကျွန်းသတင်းတောက်တွေပေါ့နော်ပြည်တိန်ကျွန်းသတင်းတောက်တွေကလည်းအဲ့ဒါမျိုးကြိုက်ဘေးတီးတယ်အပေါ်ဝိုင်းဘေးတီးတယ်အဲ့တော့ကျွန်တော်တို့ကဖြည့်ရှင်းခွင့်ကိုမရလိုက်ဘူးပြောခံနေရတယ်ဆိုတော့ကျွန်တော်တို့ခရပြည်သူလူထုကကောင်းသိပါတယ်ကျွန်တော်နိုင်ငံကဒီလူမျိုးရေးဘာသာရေးနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့အထူးဖြင့်ဗုဒ္ဓဘာသာဝင်တွေနဲ့ဗမာတွေကများသောအားဖြင့်တော်တော်သတိထားတယ်မလိုအပ်တာသိမပြောဘူးဒါပေမဲ့ဘယ်သူတွေပြောလဲကွာမော်တို့ကပြောတယ်လူမျိုးရေးပြောတယ်ဘာသာရေးပြောတယ်ဟိုက KNU အုပ်စုစောတော်နီတို့ကွဲထုံးတို့ကလူမျိုးရေးပြောတယ်ဘာသာရေးပြောတယ်ဟိုမှာရခိုင်ပြောတယ်လူမျိုးရေးနော်ရခိုင်ဘက်ကပြောတယ်အဲ့လိုလူမျိုးရေးပြောတဲ့ဒေသတွေရှိတယ်လူမျိုးရေးဘက်ကလူမျိုးရေးစွဲနဲ့ပြောတဲ့ဇာတ်ရှိတယ်ဒါမြန်မာအစိုးရတက်မတော်ကတော့တခါမှလူမျိုးရေးနဲ့ပတ်သက်ပြီးပြောဘူးဟိုဘာသာသာသနာကိုစောက်ချောက်တယ်ဘာသာရေး၄ခုလုံးကိုတက်မတော်ခေါင်းဆောင်တွေနိုင်ငံခေါင်းဆောင်တွေစောက်ချောက်ကြတယ်စောက်ချောက်တဲ့အတွက်လည်းစောက်ချောက်ကြောင်းလည်းဘလောက်တက်တည်ပြလဲမင်းရဲ့ဘာသာရေး၄ခုရဲ့အခမ်းအနားတွေမှာနိုင်ငံအကြီးအကဲတွေကိုလွှတ်ပြီးတော့တည်တည်ချာတက်ခိုင်းတယ်ဘယ်အခမ်းအနားမဆိုအဲ့ဒါဘာလဲဆိုတော့နိုင်ငံရဲ့ဖြစ်တည်မှုနဲ့ဘာသာသာသနာအားလုံးကိုလေးစားတယ်ဟာဟိုနိုင်ငံအကြီးအကဲတွေကပြတယ်ဒါပေမဲ့ပြဿနာကဒီ NGO တွေရဲ့ report တွေမှာကြတော့သွားတာပဲအဲ့ဒါကြောင့်ကျွန်တော်တို့ထိတာဒါကြောင့်ကျွန်တော်တို့တော်တော်လေးဒီမီဒီယာအားမှာအားနေတယ်နောက်တစ်ခုကကောင်တာပြန်နေတဲ့အားမှာအားနေတယ်အမေရိကန်ဆိုတာသူတို့ချခြင်းအမိန်ချခြင်းဆိုချပြတယ်ဆိုတော့ဆိုးတယ်ဗျာအခုအမေရိကန်သူတခြားနိုင်ငံတွေကိုကျူးကျော်စစ်လုပ်နေကြတော့ရောဒါကြတော့သူတို့ကြအကောင်းလို့သူတို့ကမှတ်ကြတယ်ပေါ့နော်အဲ့တော့ပြောရရင်အင်အားကြီးငါပြောတာအမှန်ပဲအင်အားကြီးသူပြောတာအမှန်ဆိုတဲ့ပုံစံမျိုးနဲ့အမေရိကန်ထင်တိုင်းကျဲတယ်ကျွန်တော်နိုင်ငံကတော့အဲ့တန်ကိုခံရတာပေါ့နော်ဆိုတော့ကျွန်တော်တို့နိုင်ငံအစိုးရတာဝန်ရှိသူတွေအနေနဲ့လည်းဒါတွေကခက်ဆက်ခံလာတာဖြစ်တဲ့နောင်ပိုင်းမှာပြန်လည်တုံ့ပြန်နိုင်မှုအတွက်ဘာပဲပြောပညာရှိနီးနဲ့သတိကြီးတုံ့ပြန်နိုင်အောင်လဲကြိုတင်လေ့ကျင့်ပြင်ဆင်ထားဖို့လိုတယ်ပြီးပြန်တုံ့ပြန်ပါနဲ့ပြန်တုံ့ပြန်တော့ဖို့လိုတယ်ဗျမဟုတ်ရင်ကျွန်တော်နိုင်ငံကသူများတတူးကထဲမှာကျွန်တော်တို့မလုပ်ရပါဘူးနဲ့ပက်လက်တီမျောနေတာဟိုစိတ်ထဲမကောင်းဘူးဗျာ
တော့နောက်ထပ် issue တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့နောက်ထပ် issue တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ဘာကိုပြောမလဲဆိုတော့ဒီအမျိုးသမီးတယောက်လို့ပြောရမယ်နော်ခုနအမျိုးသမီးတယောက်ကဖမ်းခံရတယ်ဖမ်းပြီးတော့ကြိုးတုပ်ခံထားရတယ်ပါဇက်ထဲကိုအဝတ်ဆိုခံထားရတယ်နော်နမူနာကျွန်တော်ခင်ဗျားတို့မြင်အောင်ပြောတာအမျိုးသမီးတယောက်အဖမ်းခံရတယ်ပါဇက်ထဲကိုအဝတ်ဆိုခံထားရတယ်အဆုတ်ခံဘိုးဆိုခံထားပြီးတော့အဲ့ဒီအမျိုးသမီးကိုအချိန်မမှတ်မိဘူးဘယ်နှချိန်မှမသိစိတ်ပိုင်ပါတော့စိတ်ရှင်ရှိသလိုထားပြီးတော့မရင်းကျင်တယ်နောက်ပါဇက်လေးတစ်ချက်ဖွက်လိုက်တဲ့အချိန်ထဲမှာကျမကလေးရှိတယ်ပြီးတော့ကျမကိုဝင်ရတော့မှဆိုးတယ်ဒါတော့ပြောနေတဲ့ဂျားတွေကမရဘူးပါဇက်ပြန်ဆိုးတယ်မရင်းကျင်တယ်ကျင့်ပြီးတော့နောင်ကြတော့ဗာဆက်ပြောလို့ဆိုအဲ့လိုကျင့်ုံနေမဟုတ်တယောက်တည်းတော့မဟုတ်အဲ့ဘာမရင်းကျင်အောင်အုပ်စုပွဲကျင့်ပြီးတော့ဗာဆက်ဖြစ်လေဆို3ရက်စရိုက်အဲ့လိုမရင်းကျင်တယ်ကျင့်ပြီးတော့ဗာဆက်လုပ်လို့ဆိုတော့အပြင်မှာကြတော့အလူလူပါလို့ပြောတယ်ကောင်မလေးကမအော်ဘူးတဲ့မငင်းဘူးတဲ့အလူလူပါတဲ့အော်ပါဇက်ကြီးကိုအဝတ်ကြီးဆိုတာဘလို့အော်မတော့ပြီးတော့တနက်ကြီးထောက်ထားတာဘလို့အော်မတော့နော်အဲ့ဒါအလူလူပါဆိုပြီးတော့အပြင်မှာကြတော့ဝါရပြန်တယ်ဟောအဲ့တော့ main ကလေးတယောက်ကိုသူ့ဟာသူ no မလုပ်ပါနဲ့ကျမမှာကလေးလေးရှိပါတယ်သားသမီးတွေရှိတယ်ကလေးတွေရှိတယ်ပြီးတော့ကဲဟုတ်ပြီလုပ်တယ်ဆိုရင်တော့ကျမကိုဝင်ရတာမှစိုးပါတယ်ဆိုပြီးပြောပြီးတော့ခက်ခက်ရတောင်းပန်နေတဲ့ဂျားတွေကမိန်းကလေးကိုကြိုးတုပ်ပြီးပါဇက်အဝတ်ဆိုပြီးတော့မရင်းကျင့်ပြီးတော့မရင်းကျင့်တဲ့အပြင်အဲ့မိန်းကလေးအလိုလိုပါဆိုပြီးထပ်ပြောတယ်အဲ့လိုလူဒန်းစားအုပ်စုတစုခင်ဗျားတို့ဘာပြောမလဲအဲ့ဒါဘာပြောမလဲအဲ့လိုအုပ်စုတစုရှိခင်ဗျားတို့ဘာပြောမလဲနော်အဲ့ဒါဘယ်သူတွေလုပ်တယ်လို့ခင်ဗျားတို့ထင်လဲကဲအဲ့ဒါမျိုးကိုစစ်တပ်ကလုပ်တယ်ဆိုရင်ခင်ဗျားတို့ဘယ်လိုပြောမလဲဟုတ်ပြီ PDF လုပ်တယ်ဆိုရင်ဘယ်လိုပြောမလဲနော်တရားမျှတမှုကြောင့်ပြောကြည့်ဆိုရင်စစ်တပ်ကလုပ်တယ်ဆိုရင်ဘာပြောမလဲ PDF လုပ်တယ်ဆိုရင်ဘာပြောမလဲခါစိတ်ထဲမှာဒါစစ်တပ်လုပ်တယ်လို့ခင်ဗျားတို့ထင်နေလားအဲ့ဒါလုပ်တာ PDF ကလုပ်သွားတာ PDF ကလုပ်သွားတာရင်းမာမင်းက PDF ကလုပ်သွားတာနော်ဘယ်လောက်မိုက်ရိုင်းလဲဆိုတာကိုစဉ်းစားကြည့်ဘယ်လောက်မိုက်ရိုင်းလဲဆိုတာနော်ရင်းမာမင်းခင်တရင်20ကနော်တရင်မူရန်ရှင်းအောင်ဆိုတဲ့ပုံကိုနော်အဲ့ကောင်ကဘာလဲဆိုတော့သူ့တိုင်ရင်မသိဘဲနဲ့အဲ့သူ့တိုင်ရင်မသိဘဲနဲ့သူ့တိုင်ရင်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့မိန်းကလေးကအဲ့မိန်းကလေးကိုသူ့တိုင်ရင်မသိဘဲနဲ့အလှခံရကောင်းလားဆိုပြီးတော့အဲ့ဒီမိန်းကလေးကိုလည်းဖမ်းတယ်ကလေးကိုလည်းဖမ်းတယ်နော်သူ့မှာယောက်ျားကလည်းတာဝန်ထမ်းဆောင်တခြားနေရောက်သွားတဲ့အချိန်မှာကြီးရှိနေဂျားတွေကဖမ်းပြီးလည်းပြီးတော့ကြိုးတုပ်ပြီးတော့ခေါ်ထုတ်ပြီးတော့မှောက်ခိုင်းပြီးတော့ကြိုးတုပ်တဲ့ဗဇက်အဝတ်စီးတဲ့ခေါင်းအင်ကြီးဆိုတဲ့ပြီးတော့မရင်းကျင်တယ်ပထမရက်ကျင်တယ်ဒုတိယရက်ကျင်တယ်တတိယရက်ကျင်တယ်တတိယရက်ရောက်တဲ့အချိန်မှာမိန်းကလေးကသူပြောတယ်အမျိုးသမီးကကျမကလေးရှိတယ်မလုပ်ပါနဲ့ကလေးရှိတယ်ဆိုအော်ကလေးရှိလို့စာနာမလားဆိုတော့မစာနာဘူးဟုတ်ပြီထပ်ပြောသေးတယ်နောက်ဆုံးဒီလောက်တော့တနာယူနေလို့မတွေ့ရပေါက်ထိုးထဲလို့ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့လက်ခံပေးလို့ရအောင်ထီအောင်ကောင်မလေးဘက်ကနောက်ဆုံးမတက်တာရဆုံးသူတနကြီး6တော့မတက်ရဆုံးကြတော့ကျမကိုဝင်မရကျင်ဘူးပြောတဲ့ကြားတွေကလည်းမရဘူးလောက်တာဆိုတော့နောက်ဆုံးအဲ့လိုပြောတယ်မရရဆုံးကြတတိယမြောက်ရက်လေရောက်ကောအဲ့ကောင်မလေးကမထူးတော့သူ့ကိုမလုပ်ရဲအောင်မလုပ်တော့အောင်ဆိုပြီးတော့ကြော့ပိုင်မိန်းကလေးမိန်းမကူကအဲ့ပရုပ်စီလိမ့်ပလိုက်တာအဲ့လိုပရုပ်စီလိမ့်တာတော့ပဲဒါငါရွဲ့တာဆိုပြီးတော့နရင်ဖြတ်ရိုက်လိုက်တာမျိုးရိုက်တာပို့လိုက်လွတ်လိုက်သေးတယ်ပြီးတော့6ဒီမှာဓာတ်တွေနဲ့မှော့ပလိုက်တယ်မသိဘူးတော့ဗျာ6ဒီမှာဓာတ်နဲ့မှော့ပြီးတော့စားပါလဲဆိုတော့ရုံးမရာသားရဲ့အတူကောက်ဖြစ်တဲ့ YMYZ ဆိုပြီးတော့အဲ့ကောင်မလေးခြေစလုံးမှာဓာတ်နဲ့ချစ်တယ် YMYZ ဆိုတဲ့ဟာကိုစားဓာတ်နဲ့ချစ်တယ်နော်ဓာတ်နဲ့ချစ်ပြီးလုပ်တယ်အဲ့တော့ပရုပ်စီလူးထားတော့မရဘူးအဲ့သူ့ကိုရွဲ့တာပါဆိုရိုက်ပုတ်ပြီးတော့အဲ့ကောင်မလေးရဲ့6တော့ခြေစလုံးကိုဓာတ်နဲ့အဲ့လို YMYZ ဆိုတဲ့စာရှိတယ်ပြီးတော့မရင်းကျင်တာပါပဲအဲ့တော့အဲ့လိုဖြစ်လို့ဆိုပြီးကောင်မလေးကနည်းနည်းအခြေအနေကောင်းသွားတဲ့ခြေလေးရောက်ကောအခြေအနေစင်ပြနိုင်တဲ့ခြေလေးရောက်ကောတိုင်လဲတိုင်ရောဘာလို့ဆိုအဲ့ကောင်မလေးကိုယ်တိုင်အလိုပါဆိုပြီးတော့ NUG ကိုပြန်ပြောတယ်ပြောတော့အလိုပါပေါ့ဗျာအလိုပါမဟုတ်ဘူးပြန်ပြောတယ်ပြောတော့အလိုပါမဟုတ်ဘူးဆိုတာကိုကောင်မလေးကဘလို့ပြော NUG ကကောင်တွေကမရှင်းပေးဘူးအဲ့ဖြစ်စဉ်တကယ်ဖြစ်သွားတယ်နော်ဖြစ်သွားတာမှာအဲ့ဒီဟိုဘက် NUG တအုပ်စုလုံးအဲ့ပြည်ပြင်းမီဒီယာတွေစီမှာအော်တောင်းနေဖြစ်နေတဲ့တဲ့အဲ့ကလေးမလေးကအစ္စလမ်ဘာသာဝင်ကောင်မလေးအဲ့မျိုးသမီးအစ္စလမ်ဘာသာဝင်ကောင်မလေးနော်ဆိုတော့ဒါလောက်မယိုင်းစုပ်ပဲ့တဲ့ရုပ်ကန်းတဲ့လူရက်ကို NUG ရဲ့အောက်က PDF ဖွဲ့တွေကလောက်တာရင်းမာပင် PDF ကလောက်တာနော်အဲ့တော့မိန်းကလေးတောက်ကိုမှောက်ခိုင်းတယ်ရိုက်နဲ့ထိုးကြိတ်အဲ့လိုလုပ်တယ်ပြီးရင်မရင်းကျင်တယ်လူဂုံတိတ်ခါနဲ့မဆိုင်တဲ့ကိစ္စတွေပဲခုံလုပ်တယ်ရှောက်လုပ်တယ်အဲ့တော့စဉ်းစားကြည့်ဗျာပြီးတော့လူရှေ့မှာအဲ့ကောင်မလေးကိုမရင်းကျင်တယ်ဟိုကောင်မလေးပါဇက်ကြီးလက်ပိတ်ခံတယ်လူရှေ့မှာလည်းမရင်းကျင်ခံရတယ်ပြီးတော့6ရောက်မှလည်းခြေလုံးဓာတ်နဲ့လည်းခေါ်ပစ်ခံရတယ်ဘယ်လောက်ငိုယိုတောင်းပန်ပြီးတော့သူ့အခက်အခဲကိုသူပြောပြနေလဲမရဘူးဘလို့မှပဲလို့မရပဲအဲ့လိုဒီမိုက်ရိုင်းတဲ့ကောင်ကို NUG ကဘာလုပ်လဲဆိုတော့ဘာမလုပ်တဲ့အပြင်သူတို့အလိုလိုဖြစ်တာမဟုတ်ဘူးလားဆိုတဲ့သဘောမျိုးနဲ့ပြန်ပြောတယ်ဟာ NUG ကကောင်လေးစဉ်းစားကြည့်လွင်ကိုလက်မရင်းကောင်လေးမရင်းကောင်မဟုတ်တော့ပါလဲလွင်ကိုလက်ဘယ်လိုကောင်လဲဆိုတော့အပေါက်ပိုင်းဝါးကားတော့အလှမပေးဘူးဆိုတာအဲ့ကောင်မျိုးလွင်ကိုလက်ကအပေါက်ပိုင်းဝါးကားတော့အလှမပေးဘူးဆိုတာလွင်ကိုလက်နော်ဟုတ်ပြီလွင်ကိုလက်တင်လာဆိုတော့နေဖုံးလက်ကရော
နေဖုန်းလက်ကောခင်ဗျာနေဖုန်းလက်အိမ်မှာသတင်းတွေထွက်နေပေါ်လို့ရိုက်နေနေဖုန်းလက်ဘာကြီးလောက်ထားလဲဆိုတာပေါ်လို့ရိုက်တဲ့အထက်မှာနေဖုန်းလက်အကုန်ဆွဲစားတယ်ကျွန်တော်တို့ကြားနေတယ်အိမ်မှာအကုန်ဆွဲစားတယ်နေဖုန်းလက်အောင်မလေးအကုန်ဆွဲစားတယ်ကြည်ပြောင်တော့လွတ်ရလားမသိဘူးသူတို့ဆွဲစားတာရှိတယ်အဲ့ဇာလက်နေနော်ဒါသူတို့ထက်မှရှိပြီးသားသတင်းတွေဆိုတော့ကြည့်ရတာသူတို့ NUG တစ်ဖွဲ့လုံးကိုတည်းကမရင်းကောင်တွေစုထားတဲ့အဖွဲ့ဖြစ်မယ်မရင်းသမားတွေမရင်းကောင်စုထားတဲ့အဖွဲ့ဖြစ်တော့ထိတ်ဆုံးအကောင်တွေကမရင်းကောင်တွေဖြစ်တော့အောက်ကောင်တွေမရင်းကျင်တာကိုပါလက်လွတ်ပေးနေတဲ့သဘောရှိတယ်ပြောရင်တော့တရားမျှတမှုဆိုတော့အဲ့ဒါပြောတာအဲ့တော့ဒီကိစ္စမျိုးတွေ NUG ဘက်မှာအကြီးကျယ်ဖြစ်တယ် NUG ပြည်တဲ့အောက်မှာအများပြားဖြစ်တယ်အချင်းချင်းဖြစ်တယ်ကျွန်တော်ခဏခဏပြောပါတယ်မဲဆောက်မှာ9နှစ်သမီးလေးကိုတော့မရင်းကျင်တဲ့ NUG ဘက်တော့ဒါ NUG ကကောင်ရှိတယ်မရင်းကျင်တဲ့အကောင်လှုပ်ပေးလိုက်တယ် NUG NLD ကောင် NLD NUG ကောင်လှုပ်ပေးလိုက်တယ်လေအကောင်မဲဆောက်မှာထွက်ပြေးလွတ်မြောက်သွားတယ်အချင်းကြောင်ထွက်ပြေးသွားတယ်သူပြောပြီးတော့ပျောက်သွားပြီကိုအဲ့ဒါမရင်းကောင်တွေကိုကာကွယ်ပေးတယ်တခိုးတွေကိုကာကွယ်ပေးတယ်အဲ့ NUG ကအဲ့တော့ခင်ဗျားတို့ထောက်ခံနေတဲ့ NUG ထောက်ခံတဲ့သူတွေနေနဲ့စဉ်းစားဖို့လိုတာပေါ့ဗျာခင်ဗျာဒီမရင်းကောင်တွေတခိုးချပိုးတွေကိုကာကွယ်ပေးနေတဲ့အဲ့ဒီ NUG ကစစ်တပ်ကိုတော်လှန်မယ်ဆိုတဲ့စကားကိုပြောတာခင်ဗျားတို့ယုံလို့ခံဆက်ခံပေါ့ဗျာဒါကျွန်တော်ရှင်းရှင်းလေးပဲဒါတော့မယိုင်းရုပ်စုပ်ပဲလို့ရကိုဘယ်သူလို့လို့ဒါလက်ခံရမယ့်ကိစ္စမဟုတ်ဘူးဗျာအဲ့ဒါလေးကိုသိရမယ်လို့ကျွန်တော်တို့ပြောချင်တာเนาะဆိုတော့ဒီလိုဖွဲ့စည်းကဘယ်တော့မှတိုင်းပြည်အုပ်ချုပ်လို့မရဘူးတိုင်းပြည်ရဲ့အဲ့ဒီဖွဲ့စည်းကလက်ထက်ကအာဏာရသွားလို့ရှိရင်ခင်ဗျားတို့နှမတွေလည်းမရင်းချင်ခံရလိမ့်မယ်ခင်ဗျားတို့မေတွေနှမတွေခင်ဗျားတို့သားသမီးတွေအကုန်မရင်းချင်ခံခင်ဗျားတို့ရှိရင်ကြိုးတုပ်ပြီးမရင်းချင်ခံရလိမ့်မယ်အဲ့တော့ခင်ဗျားတို့အဲ့ဒါထောက်ခံနေတယ်ဆိုခံเนาะကျွန်တော်ရှင်းရှင်းလေးပြောတာအဲ့ဒီ NUG အုပ်စုသာအာဏာပြန်ရအာဏာရသွားရင်ခင်ဗျားတို့နှမတွေခင်ဗျားတို့မေတွေခင်ဗျားတို့သမီးတွေအကုန်လုံးမရင်းချင်ခံရတယ်ဘွားရောက်မယ်ခင်ဗျားတို့ရှိရင်ကြိုးတုပ်ပြီးမရင်းချင်ခံရလိမ့်မယ်အဲ့ဒါကိုမှခင်ဗျားတို့ကကြိုက်နေသေးတယ်ဆိုလဲခင်ဗျားတို့ကိုယ်တိုင်မရင်းစိတ်ပေါက်နေလို့နော်မရင်းသမားရုပ်ပေါက်နေလို့အဲ့ခင်ဗျားတို့သိဖို့လိုတယ်အဲ့ဒါလေးဂျုံချက်လို့ဒီနေ့ဒါကိုထည့်ပြောတာဒါလုံးဝမဖြစ်တဲ့ကိစ္စလို့ကျွန်တော်ပြောချင်တာပေါ့နော်ဒါလေးကတော့ဟောတစ်ခုနဲ့ပါနော်ဆိုတော့ကျန်တာဟိုဖြစ်နေအခုတချို့နောက်နေသက်ဘက်မှာလည်း DKB တဲ့ကို PC ကရောက်40လောက် DKB ဘူဘိရှိကိုခိုးလို့သွားတယ်လို့ကြားတယ်ဒါလည်းကရင်ပြည်နယ်မှာဖြစ်နေတယ်ကရင်ပြည်နယ်မှာလည်းမှာဟိုကရင်ပြည်နယ်မှာလည်း DKB KNL ရဲ့နောက်ဟို BGF ရဲ့နောက်စောတင်ဝင်းအုပ်စုတွေရဲ့တက်မတော်လူတွေရဲ့မှာထိတ်တိုက်တွေ့နေကြတယ်အဲ့တွေ့ကြတယ်အကျိုးစီးပွားတွေထိတ်တိုက်တွေ့နေကြတယ်ဟိုကောင်တွေကတော့တက်မတော်ကိုချမယ်စော်မယ်ပြန်လုပ်နေချင်နေတယ်ဟိုဆိုတော့ကျွန်တော်တို့ရှင်းပြရင်တော့တက်မတော်ပြန်ချရင်ချလို့ရပါတယ်ချပေါ့ပြီးဟိုက FBI နဲ့တက်မတော်ပေါင်းပြီးတော့ကိုင်ရတာကုန်မယ်အဲ့တော့ဟိုရက်ကလည်းစောချစ်သူတို့အုပ်စုက FBI နဲ့တွေ့ဖို့ကြိုးစားတယ်ဆိုတော့သတင်းလေးထွက်တယ်ဘာလဲတော့မသိဘူးအဲ့ကရင်ပြည်နယ်မှာလည်းသတင်းလေးစလေးတွေထွက်နေတယ်နော်ဒါလည်းကရင်ပြည်နယ်ပတ်သက်ပြီးသတင်းလေးပြောတာအဲ့တော့ကျွန်တော်တို့ဒီနေ့တော့ဒီလောက်နေပဲဟိုနားပါမယ်နောက်နေ့မှာပဲထပ်ပြီးတော့ပူကောင်းတဲ့သတင်းလေးထပ်ပြောရင်းနဲ့ဒီနေ့တော့နားပြစီအားလုံးပဲကိုရသားရှိပါတိုင်းပြည်ကိုစေနာမှထားပါသစ္စာရှိပါကိုယ်နိုင်ငံသားအချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုပ်လဝတီပျော်နေတဲ့လူမိုက်လူရန်ကလူသက်အချမ်းပတ်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မျိုးတို့ဘာလို့ပြောရင်းနဲ့ခုနိုင်ပါ